single မှာရှိတဲ့ဒါ EAM ကျွန်တော်တို့ဒီကျောင်းနဲ့ပေါ့နော်ကျွန်တော်တို့ကဒီချိတ်ဆက်ပြီးတော့မှကျင်းပပေးတာပဲဖြစ်ပါတယ် Majesty Education နဲ့ EAM နဲ့ပေါင်းပြီးတော့မှဘယ်လိုမျိုး UK ရဲ့ biomedical science pathway တွေရှိတယ်လေပေါ့နော် single မှာတက်မယ်ဆိုလို့ရှိရင်ဆေးဘက်ဆိုင်ရာပေါ့တချို့ကြတဲ့ဒီဆေးဘက်ဆိုင်ရာဆိုလို့ရှိရင်ကျွန်တော်ကဆေးကုတဲ့အပိုင်းတစ်ခုကိုပဲမြင်ကြတယ်ပေါ့နော်အဲ့တော့ဆေးကုတဲ့အပိုင်းပြင်ကိုမှဘယ်လိုမျိုးဘာသာရပ်တွေက career demanding ဖြစ်နေတယ်လေနောက်တစ်ခုကကျတော့ကျွန်တော်တို့single နိုင်ငံမှာဆိုလို့ရှိရင် single ဆိုရအနေနဲ့လက်ရှိ2016နောက်ပိုင်းမှာဘယ်လိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ခန္ဓာတွေကိုဒါ investment တွေထပ်တိုးပြီးလုပ်နေတယ်လေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကလေ့လာခြင်းအပြင်မှာကိုယ့်ရဲ့ဒီဘာသာရပ်ကိုသင်ယူခြင်းအပြင်ဘယ်လိုမျိုး career opportunity အသစ်တွေကိုကျွန်တော်တို့ဖန်တီးပြီးတော့မှရယူနိုင်မလဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်အဓိကကတော့ UK ကကျွန်တော်တို့ကျောင်းသားဗီဇာတွေပိတ်ထားတဲ့မြန်မာနိုင်ငံသားကျောင်းသူကျောင်းသားတွေအားလုံးပေါ်မှာ2026ခုနှစ်ကျွန်တော်တို့ဒီ3လပိုင်း26ရက်နောက်ပိုင်းတွေကနေဒါရှောက်တဲ့ကျောင်းသား application တိုင်းပေါ့နော် visa application တိုင်းကိုဒါ visa အသစ်ချထားပေးတာမရှိတော့ဘူးအဲ့တော့ UK ရဲ့အတိအမှတ်ပြုနိုင်ငံတကာရဲ့အတိအမှတ်ပြုကျွန်တော်ဆေးဘက်ဆိုင်ရာဘွဲကိုလည်းယူခြင်းနဲ့ပြီးတော့တဲ့အခါကျလို့ရှိရင်ကုန်ကျစရိတ်ကလည်းတက်တာခြင်းနဲ့အိမ်ထဲလည်းအနည်းဆုံးမှာတက်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုဒါစင်ကာပူနိုင်ငံမှာရှိတဲ့ EAIM မှာဘယ်လိုမျိုးတက်ရောက်သင်ကြားလို့ရမလဲအထူးသဖြင့်မြန်မာ grade 12 GED O level ပညာရေး background မျိုးစုံပေါ့နော်ချို့ကြောင့်လည်း OSSD A level ပြီးထားတယ်အဲ့တော့ဒီကနေမှတက်ဆင်ကျွန်တော်တို့က EAIM မှာတက်ရောက်သင်ကြားပြီးတော့ဘယ်လိုမျိုး biomedical science degree pathway တွေကိုရှောက်လို့ရမလဲနောက်ထပ်တစ်ခုကကျတော့ EAM ကဒီကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီဆေးဘက်ဆိုင်ရာဒီဘွဲတစ်ခုတည်းမဟုတ်ပါဘူးသူ့မှာတခြားသောဒီကျွန်တော် accounting finance ပြီးတော့တဲ့ခါကျတော့ရှင် marketing management IT ဒီမျိုးဘာသာရပ်တွေလည်းရှိသေးတယ်ပေါ့ခင်ဗျာအဲ့တော့အဓိကကတော့ကိုယ့်ရဲ့စိတ်ဝင်စားတဲ့နယ်ပယ်လိုက်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ဒီရွေးချယ်သင်ကြားနိုင်တဲ့ program တွေလည်းတော်တော်များများဆုံးအောင်နေရှိပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့ကျွန်တော်တို့ဖိတ်ကြားပေးထားတာကတော့ဒါ EAM ရဲ့ဒါကျွန်တော်တို့ဒီ country manager မပူကြီးဝင်ဖြစ်ပါတယ်အဲ့တော့အသေးစိတ်ကတော့အမားကိုယ်တိုင် presentation နဲ့မှာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပူကြီးနဲ့အတူတူဒီ webinar လေးအပြီးမှာ Q&A ပေါ့နော်မေးချင်တဲ့ကျောင်းသားကျောင်းသူတွေမိဘတွေရှိရင်ကျွန်တော်တို့မေးခွန်းလေးတွေမေးမြန်းနိုင်ဖို့အတွက်ကိုကျွန်တော်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်အားလုံးစနေနေ့ဒီလိုချိန်မှာဒေချာလေးကျွန်တော်တို့ webinar လေးကိုမမေးမတယောက်နဲ့ join ပေးကြတဲ့ကြောင့်ကျောင်းသားကျောင်းသူတွေမိဘတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့အဲဆိုမှ presentation လေးစလို့ရပါတယ်ခင်ဗျကျေးဇူးပါမ slide လေးမြင်ရမယ်ထင်တယ်နော်ဟုတ်ကဲ့မြင်ရပါတယ်ခင်ဗျဟုတ်ဟုတ်ကဲ့ပါအားလုံးမင်္ဂလာပါပေါ့နော်အမားကတော့ဒီစင်ပူမှာရှိရဲ့နှစ်ပေါင်း40ကျော်တက်တန်းရှိရဲ့ private institution တစ်ခုဖြစ်တဲ့ Asia Institute of Management ရဲ့ country manager မှာပို့ဖြစ်ပါတယ်ဒီနေ့ကတော့အမားတို့ဒီနေ့ webinar လေးလုပ်ရတဲ့ရည်ရွယ်ချက်ကတော့အမားတို့ရဲ့ဒီကျောင်းရဲ့ပေါ့နော် official partner agent တစ်ခုဖြစ်တဲ့ Majesty Education နဲ့အမားတို့ပူးပေါင်းပြီးတော့ဒီနေ့မှာအမားတို့အဓိကထားပြီးပြောသွားမှာတော့ဒီ biomedical science ပေါ့နော်ပါဝေးလေးစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူလေးတွေရဲ့အဲ့ဒါအပြင်တခြားသော program လေးတွေကိုအမားတို့ကျောင်းမှာဘယ်လိုတက်လို့ရလဲပေါ့နော်ပြီးသွားလို့ရှင် career opportunity ဘိုင်းတွေရောဘယ်လိုရှိလဲကိုအမားဒီနေ့ပြပြစုံစုံပြောပြပေးသွားမှာဖြစ်တယ်ဒါပြီးရင်အမားတို့ဒီ Q&A session လည်းရှိရဲဆိုတော့တချို့ကြတော့လည်းပဲဒီအကြောင်းကြောင်းပေါ့နော်အမားတို့ဒီနေ့စနေနေ့လေးလည်းဖြစ်တယ်မိုးရီလည်းရွာနေတက်လိုက်ရအောင်ဗာညာအဲ့လိုမျိုးကလေးတွေအတွက်ဆိုရင်ဒါအမားတို့ recording session လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ one to one တွေ့ကျင်တယ်ဆိုလဲအချိန်မျိုးဒီအမားတို့ရဲ့ partner ဖြစ်တဲ့ Majesty Education ကိုဆက်သွယ်ပြီးတော့အမားနဲ့ in person တွေ့ကျင်မဲ့ဖြစ် online ပဲဖြစ်စီစဉ်ပေးတယ်ပေါ့နော်အဲ့တော့အမားတော့တစ်ချက်အမားတို့ကျောင်းနဲ့ပတ်သက်ပြီးတော့အရင်ဆုံးကျောင်းနဲ့ပတ်သက်ပြီး introduction လေးစလိုက်မယ်ပေါ့နော်အမားခုနပြောခဲ့သလိုအမားတို့ကျောင်းကဒီစင်ပူမှာရှိတဲ့ private institution တစ်ခုဖြစ်တဲ့တက်တန်းရလဲအမားတို့နှစ်ပေါင်း40ကျော်ကြာတက်တန်းဖြစ်ပြီးတော့ဒီစင်ပူဒီ private ကျောင်းတွေကိုပေးတဲ့ Edu Trust ဆိုလဲအမားတို့စချင်းရကြတဲ့အတိုင်း၄နှစ်စတိုင်ကိုအခုတက်ထိနဲ့အမားတို့ဒီထိမ့်သိမ်းထားတယ်ပေါ့နော်အခုတက်ဒီလဲအမားတို့နောက်ဆုံး update ရ2026မေရနေဆိုပြီးတော့ဒီ2030အထိအမားတို့၄နှစ်စတိုင်ထပ်ပြီးတော့ရရှိရပြီးသွားလို့ရှိရင်အမားတို့ကျောင်းရဲ့ထူးခြားချက်ကတော့ဒီ higher education ဘိုင်းတွေကိုအမားတို့ကဒီမောင်းနဲ့ချိတ်ဆက်ထားတဲ့ UK ကျောင်းတွေကနေ Bachelor Master အထိကျောင်းသားကျောင်းသူတွေကဒီ Year 1ပေါ့နော်ပထမနှစ်ကစပြီးတက်ရောက်လို့ရနိုင်ရုံသာမကဒီ International College ဘိုင်းမှာရောအမားတို့ Singapore ရဲ့ Public University ကိုတက်ချင်တဲ့ရွေးချက်ရှိတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလည်းပဲအမားတို့ဒီ O level တန်းနေ Singapore Cabinet တင်တဲ့ A level FAZ တန်းနေပြီးသွားလို့ရှိရင်foundation ပေါ့နော်ဒီ1 to 100 world ranking ဖြစ်မြင့်တဲ့ကျောင်းတွေကို university တွေမှာရှောက်ချင်တဲ့ကလေးတွေအတွက်ဆိုလဲ NCUK လိုမျိုး foundation တန်းနေပေါ့နော်အခုလောလောဆယ် UK တော့သွားလို့မရပါဘူးအမတို့ UK ကျောင်းတွေတော့တက်လို့မရပါဘူးကနေဒါတို့ New Zealand တို့ဒီ alternative option တွေနဲ့ရွေးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအတွက်ဆိုလဲအမတို့ကဒါဒီထဲမှာ slide ထဲမှာလည်းတွေ့ရလိမ့်မယ်ပေါ့နော်ဒီလိုမျိုး foundation တန်းနေအပြင်ပြီးသွားလို့ရှိရင် higher education ဘိုင်းဆိုလဲအမောင်းနဲ့ချိတ်ထားတဲ့ UK ရဲ့ ranking ကောင်းတဲ့ partner
တနာ University ကနေတစင်ကျောင်းသားကျောင်းသူတွေကဒီဘွဲတစ်ခုရသည့်အထိပေါ့နော် Master Level အထိမတို့ကျောင်းမှာတက်ရောက်လို့ရနိုင်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အဓိကကတော့တက်မယ်ဆိုရင်အဓိကကတော့ဘီနီယာမှာရှိလဲပေါ့နော် campus ဘီနီယာမှာထက်လဲအရင်ဆုံး location ပေါ့အဲ့ဒါကျောင်းသားကျောင်းသူတွေမိဘတွေရောတည်ကျင်ကြရပေါ့နော်အမားတို့ကတော့ဒီပေါ့နော်ဂျူရောင်းကြီး MRT နားလေးမှာရှိရဲသူကကြတော့ဒီနားမှာ EDUCD zone တစ်ခုဖြစ်ပြီးစင်ဘူရဲ့အမားတို့ Public University ရှိရဲ NTU အဲ့လိုမျိုးကျောင်းနေနဲ့လဲဒီ Canadian International School အနားအနီးမှာလည်းပဲဒီ Public University လည်းနီးတယ်ပြီးသွားလို့ရှိရင်ကြတော့အမားတို့မျိုး private ကျောင်းနေ International School တွေလည်းရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ area ဘိုင်းကလည်းဒီစင်ဘူကတော့ငကိုတွေအတိုင်းအကုန်လုံးသိရပေါ့နော် safe ဖြစ်တဲ့နိုင်ငံတစ်နိုင်ငံထဲမှာပါဝင်တယ်ပြီးတော့အမားတို့ MRT ကနေ၄ခုသားလောက်စီးလိုက်တယ်ဆိုရင်လိုပဲဒီဂျူရောင်း MRT ကနေ10မိနစ်လောက်လမ်းလျှောက်ရုံနဲ့ဒီအခုမြင်တွေ့ရတဲ့အစာအုပ်ပေါ့နော်ဒါဒီထဲမှာအမားတို့ကျောင်းကရှိရပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီ10မိနစ်လောက်လမ်းလျှောက်လိုက်ရုံနဲ့လည်းအမားတို့စီရောက်တဲ့အားသာချက်တစ်ခုကမြို့ရဲတက်ဆိုင်အိုင်နားမှာရှိတဲ့ accommodation ဘိုင်းနေစားတောက်တွေကအရန်ဈေးကတဝက်လောက်တက်တာတယ်ပေါ့နော် for example မြို့ထဲမှာဆိုအမားတို့အဆောင်တစ်ခုပေါ့နော်အမားတို့ hostel တစ်ခုငှားမယ်ဆိုရင်တစ်လကိုဘတ်ဂျက်က1000နဲ့အထက်ပေါ့နော် singular 1000အထက်ပဲအဲ့ထက်လည်းရောလို့မရဘူးပေါ့နော်အမားတို့ single room ငှားမယ်ဆိုရင်300ရတယ်ဒီမှာဆို single room နေရအမားတို့ကကျောင်းသားကျောင်းသူရဲ့ budget ပေါ်မူတည်ပြီးတော့တစ်လကို for example ကျွန်မ600သုံးမယ်တစ်လကို900သုံးမယ်800သုံးမယ်အဲ့လိုမူတည်ပြီးအမားတို့ external vendor တွေရှိတော့သူနဲ့ချိတ်ပြီးတော့ accommodation ဘိုင်းနေလည်းအမားတို့ရှာပေးရအဲ့တော့ကျောင်းသားကျောင်းသူတွေကဒီဘက်မှာနေရင်ကြတော့ဒီအမားတို့ campus အနီးနားမှာနေမယ်ဆိုရင်ကြတော့ budget လည်းတက်တာမယ်စားတောက်တွေဘာတွေကြားလဲ food court တွေဘာတွေဒီဘေးမှာပေါ့ shopping center mall တွေနဲ့လည်းအရန်နီးရပေါ့နော်အဲ့တော့ကြောင့်လို့ budget ကလည်းအရန်တက်တာသွားတယ်ဒါကတော့အနည်းဆုံးမှတစ်လမှ1200စွန်းစွန်းလောက်ပေါ့နော်တကယ်ချွေတားရဲ့ကလေးတွေဆိုရင်1100ပေါ့အရင်ဆုံး1000နဲ့1500ကြားလို့အမားတို့တွက်ထားလို့ရတယ်ပေါ့နော်ဒါကတော့ကျောင်းတက်တာအပြင်အမားတို့ဒီစင်မူမာနေမယ်စားမယ်ဆိုရင်ကုန်ကြစိတ်လေးပါအမားတို့ကထည့်ပြီးစဉ်းစားရမယ်ပေါ့နော်ကျောင်းလာကအပြင်ပြီးသွားလို့ရှိရင်ကြတော့အမားတို့နဲ့ချိတ်ဆက်ထားတဲ့public university လည်းနီးတော့အမားတို့စီမှာ A level တန်းတွေပါတက်တဲ့ကလေးတွေဆိုရင်လည်းသူတို့နဲ့လည်းအမားတို့ project တွေပါလုပ်နေရပေါ့နော်အဲဆိုသူတို့ဒီ A level ပြီးရဲ့ကလေးတွေကတော့ public university တက်တာများတော့အဲ့အတွက်အမားတို့အနေနဲ့လည်းသွားရတာနီးသွားလို့ပို့ပြီးအဆင်ပြေရပေါ့နော်ဒါတော့အမားတို့ကတော့ဒီ new campus ကိုရွှေ့လိုက်ရရင်ရွေးချက်လေးရပြီးသွားလို့ရှိရင်ကျောင်းသားကျောင်းသူတွေအတွက် accommodation ကိုအမားတို့ဘယ်လိုကူညီပေးလဲဆိုတာနေရပေါ့နော်ဒါကတော့ခုနကလည်းရှေ့မှာလည်းအမားတို့ campus view လေးပြပြီးသွားပြီပေါ့နော်ဒါပေမဲ့အမားဒီမှာတစ်ချက်share ပြန်လုပ်လိုက်မယ်ပေါ့နော်အတန်မကြားရရင်မှတစ်ချက်ပြောပြီးနော်ကြားရမယ်ဒါကတော့အမားတို့ရဲ့ campus အသစ်ပေါ့နော်ခုနကပြောတဲ့ဂျူရောင်းကြီး MRT နားမှာရှိတဲ့ campus MRT နဲ့လည်းနီးနီးလေးပဲပေါ့နော်အမားတို့ရှောက်တာနဲ့အမားတို့ campus အသစ်ကိုရောက်ပြီးတော့အမားတို့ကျောင်းရဲ့ history လေးပေါ့နော်ခုနကအမားပြောခဲ့သလိုနှစ်ပေါင်း40ကျော်တန်ရှိတော့ကြတော့ဒီမှာရှေ့မှာအမားတို့က1984ခုနှစ်ကတည်းကအမားတို့ကျောင်းကပေါ့နော်ရှိခဲ့တာအဓိကသူကတော့ institute အနေနဲ့မတည်ထောင်ဝင်ရှေ့မှာပေါ့နော်အဲတော့ဒီ1984နဲ့2000ကြားမှာအလုပ်လုပ်ကင်နေတဲ့စင်မူမှာ business manager လို့ပေါ့နော်အဲ့လိုမျိုးနဲ့အလုပ်လုပ်ကင်နေတဲ့ business သမားတွေပြီးတော့ ID manager ပေါ့နော် ID နဲ့အလုပ်လုပ်ကင်နေတဲ့လူတွေကိုအမားတို့ train ပေးတဲ့ training company အနေနဲ့စတင်နေတောင်းတယ်အဲ့ဒါပြီးမှ institute အနေနဲ့က2000ခုနှစ်ကနေစ run တယ်အဲ့ဒါကြောင့်မလို့အမားတို့ကကောင်းကောင်းသိရပေါ့နော်ရှေ့မှာလည်း train လာတယ်ဆိုတော့ဘယ်လိုမျိုး program တွေကလက်တွေ့မှာပေါ့အဓိကကတော့ကျောင်းပြီးသွားရင်အကုန်လုံးကအလုပ်လူကျင်ကြတယ်အဲ့နိုင်ငံမှာဘယ်နိုင်ငံမှာပဲတက်ပေါ့နော်ကျောင်းပြီးသွားရင်အလုပ်တစ်ခုရတဲ့ experience exposure ကိုကျောင်းသားကျောင်းသူတိုင်းကအမားတို့လိုချင်ကြတယ်ပေါ့နော်80%အထက်ကျန်တဲ့20%ကပဲကျောင်းတက်ပြီးကိုယ်ပိုင်စီးပွား
ကြီးပြန်ပြီးတော့လောက်ကြတာပေါ့နော်ကိုနိုင်ငံမှာအများသောအားဖြင့်85%ထက်ကလိုချင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့ပေါ့နော်လက်တွေ့လုပ်ငန်းခွင်မှာအမားတို့ကလက်ရှိ apply သုံးချနိုင်မယ်အတူတိတ် module တွေကိုအဓိကသင်ရမယ်ပေါ့နော်အမားတို့သင်ပြီးမှလက်တွေ့မှာသုံးမချလဲပဲပွဲတစ်ခုလာရသွားမယ်ကျောင်းသားကျောင်းသူပဲနစ်နာမယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့အမားတို့က2001ခုနှစ်ကအနေနဲ့စပြီး EduTrust တွေမပေးခင်ပေါ့နော်ရှေ့မှာ EduC ပေါ့နော်ရှေ့ရအားတွေလည်း certificate တွေလည်းဇာတ်တိုက်ရရှိပြီး EduTrust ကတော့ first batch မှာဒီ private ကျောင်း၄ကျောင်းကိုပေးရပေါ့နော်အဲ့၄ကျောင်းထဲမှာအမတို့ကျောင်းကပါဝင်ဖြစ်ပြီးတော့ဒီနှစ်စက်တိုက်ရခဲ့တာအခု2026မှာလည်းအမတို့တက်တန်းတိုးပြီးတော့နောက်ထပ်၄နှစ်ဆို2030ဒီကျုံးဝင်နေပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင် campus ကတော့ခုနကပြောတဲ့စင်မူမှာတစ်ခုရှိရနောက်တဲ့ကျောင်းတစ်ခုကအနေနဲ့ကတော့အမတို့ကမ္ဘောဒီးယားမှာကျတော့ university ပေါ့နော်ကမ္ဘောဒီးယားမှာလည်း university ရှိရပြီးသွားရင်မောင်းနဲ့ချိတ်ဆက်ထားတဲ့ partner တွေကကျတော့ UK အမတို့ရဲ့သင်ယူကလည်း UK based curriculum ဖြစ်တဲ့အတွက်မောင်နဲ့ချိတ်ဆက်တဲ့ partner ကျောင်းတွေ UK ကျောင်းတွေပဲများတယ်ပေါ့နော်အမတို့ foundation တွေကလည်း SUK foundation တွေပါ run တာဖြစ်တဲ့အတွက်ဒါတော့နောက်ထပ်ကတော့အမတို့ကျောင်းမှာဗာလေးတွေတက်ရောက်လာလဲတက်ရောက်လို့ပညာသင်ကြားလို့ရနိုင်မလဲပေါ့နော်အဓိက business ပိုင်းနေဆိုရင်လည်းအမတို့ finance တွေ marketing တို့ HR တွေပေါ့နော်အများကြီးရှိတယ်ဒီအမားတို့ဒီ science ဘိုင်းမှာဆိုလဲအခုအစ်အမားတို့ဒီနေ့မှာအမဒီချာလေးပြောပြသွားမယ်ဒီ biomedical science ဘိုင်းနေရ psychology ဆိုရင်လဲအမားတို့ဒီအခုကစားနေရ business psychology ပေါ့ HR manager တွေတော်တော်များများအတက်များတဲ့ IBAN တွေပြော counseling နဲ့ psychology နဲ့ပေါင်းထားတာတွေအဲ့လိုမျိုး program လေးတွေပြီးတော့ tourism ဆိုရင်လဲအမားတို့6လစာနေ6လ internship ဆိုလဲ second year မှာထည့်ပေးထားတယ် business information management ဆိုတာ ID နဲ့ related ဖြစ်တဲ့ program လေးပေါ့နော်အများသောအားဖြင့်တော့အခုလက်ရှိမှာလုပ်ငန်းခွင်မှာလက်ရှိ level ထဲမှာအသုံးပြုနေတဲ့ AI တွေ cyber security တွေ data science ဘိုင်းတွေပေါ့နော်အဲ့ဒါတွေကိုလည်းတောင်းတကျောင်းသူတွေကရွေးချယ်ပြီးတက်လို့ရတယ်ပြီးသွားလို့ရှိရင် logistic ဘိုင်းတွေရှိမယ်ပေါ့နော်ပြီးတော့အသေးစိတ်လေးကအမပြီးမှ slide တစ်ခုချင်းစီပြောပြပြီးသွားမယ်အဓိကတော့ဒီအမောင်းနဲ့ချိတ်ဆက်ထားတဲ့ကျောင်းတွေပေါ့နော်အမတို့ရဲ့ဒီ top fat နဲ့ဒီ master မှာထားတဲ့အမားတို့ရဲ့ partner ကျောင်းတွေကတော့ဒီ University of Wolverhampton ရဲ့နောက်တစ်ခုကကြတော့ဒီ Aston University ပေါ့နော် Triple Crown ရထားတဲ့ Business School မှာ Triple Crown ရထားတဲ့ Aston University ဖြစ်တယ်ပေါ့နော်အဓိကကတော့ Aston ဆိုတာကြတော့ဘေးမှာရှိလဲဆိုတော့သူတို့ရဲ့အဓိက campus new campus အသစ်ကတော့အခု London မှာလည်းသူတို့ထပ်ဖွင့်တယ်အဓိက main campus ကတော့ UK ရဲ့ second largest city Birmingham ပေါ့နော်အမားတို့ main campus နဲ့ပဲချိတ်ဆက်ထားတယ်ပြီးသွားလို့ရှိရင်သူကလည်းဒီအစိုးရပေါ့နော်government public university တစ်ခုဖြစ်ပြီးတော့သူ့ရဲ့ ranking ကလည်းဘယ်လိုဒီပြောရမယ်ဆိုရင်နှစ်ပေါင်း100ကျော်ရှိပြီပေါ့နော်တက်တန်းကလည်းကြာပြီးတော့ UK မှာဆိုရင်လည်းသူ့ ranking ကအရန်ကောင်းတယ်အမားတို့ ranking အရာကြည့်မယ်ဆိုရင်လည်းပဲသူကပေါ့နော်ဒီ globally ဆိုရင်လေးရဆိုတော့300နဲ့400ကြားမှာဆို ranking တော်တော်လေးကောင်းမွန်တဲ့အထက်မှာပါတယ်ပေါ့နော်အရန်ကြီးဘယ်လိုပြောမလဲတချို့ကျောင်းတွေဆိုတော်တော်ကြီးအမားတို့ ranking ကတအားကြီးကိုနောက်ရောက်သွားတယ်ပေါ့နော်ဒီမှာတော့တော်တော်လေးကောင်းတယ်ပြီးတော့ business နဲ့ပတ်သက်ပြီးတော့သူကစုရထားတဲ့အကြောင်းတစ်ကြောင်းဖြစ်တယ်ပေါ့နော် UK မှာဆိုရင်သူ ranking ကကြတော့အမားတို့20အထက်မှာရှိရပေါ့နော်အဲ့ဒါဆိုရင်တော်တော်လေးကောင်းမွန်တဲ့အထက်မှာပါတယ် business နဲ့ပတ်သက်ပြီးတော့ကြာသူတို့ကတော့ USA UK နဲ့ Europe ဘက်ကအဖွဲ့အစည်းတွေကပေးတယ် Triple Crown Coalition ကအမားတို့ရှာကြည့်လို့ရတယ် AI တွေပိုင်းမှာသုံးပြီးမေးကြည့်လို့လည်းရတယ်ဒီ worldwide မှာအမားတို့ 1% ပဲရှိရပေါ့နော်ဒီလိုမျိုးဒီ business အကြောင်းတွေကိုသီးသန့်ပေးတဲ့ဒီလိုမျိုးtriple crown creation ပေါ့နော်သူက gold standard level လို့လည်းအမားတို့ကခေါ်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်မလို့သူကဒီ business ပိုင်းနဲ့ပတ်သက်ရင်အမားတို့စိတ်ချယုံကြည်ရတယ်ဒီလိုမျိုး crown ရထားတဲ့အကြောင်းတစ်ခုဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကြာနောက်တစ်ကြောင်းတော့ Wolverhampton ပေါ့နော် Wolverhampton ကကြတော့အမားတို့ဒီ program တစ်ခုချင်းစီကြည့်လိုက်လို့ရှိရင်သူလည်းပဲအမားတို့ကပြောရမယ်ဆိုရင်နှစ်ပေါင်း100ကျော်ရှိတဲ့ဒီပေါ့နော်ဆိုရ public university တခုပဲသူကကြအမားတို့ ranking တစ်ခုချင်းစီပြန်ကြည့်လို့ရှိရင်ဒီ tourism ဘိုင်းနေပြီးသွားလို့ရှိရင် ID ဘိုင်းနေပြီးသွားလို့ရှိရင်ဒီ business ဘိုင်းနေမှာဆိုရင်လည်းပဲသူတို့ West Midland မှာဆို rank က6ပေါ့နော်သူ့ထက်မှာ5ကျောင်းပဲရှိရဲသူတို့ရဲ့ UK တခုထဲမှာပေါ့နော် ranking ကြည့်လိုက်တယ်ဆိုလဲသူ ranking ကကောင်းတယ်ပြီးတော့ top 800 university in the world ထဲမှာလည်းပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အမားတို့ကသူကကြတော့ middle ranking university လို့အမားတို့ကပြောတယ်သတ်မှတ်တယ်ပေါ့နော် Aston ကကြတော့လုံးဝဒီ top ranking university ထဲမှာပါတယ်အကြောင်းအမားတို့စီမှာတက်မယ်ဆိုရင်ကိုကဘေး university module အလိုက်ပေါ့နော်ကိုကဘေး university ကိုစိတ်ဝင်စားလဲလိုချင်လဲပေါ့အဲ့ပေါ်မူတည်ပြီးတော့ business ပိုင်းတွေပိုင်းမှာဆိုရင်အမားတို့ကပြန်ပြီးရွေးချယ်လို့ရတယ်ပေါ့နော်
ဒါကကြတော့ဒီခုနပြောတဲ့ပုံနော် business ပိုင်းမှာဆိုရင်အမားတို့ Wolverhampton ကပေးတဲ့ degree ကိုယူမယ်ဆိုရင် final year မှာအမားတို့ specialize အနေနဲ့၄ခုတောင်ရွေးလို့ရတယ်ပုံမှန် channel ကိုတက်ချင်လားဒါမှမဟုတ်ဒီ marketing ဘက်ကိုသွားချင်လားဒါမှမဟုတ် HR ပေါ့နော် HR ကိုသီးသန့်လို့စိတ်ဝင်စားရလို့ရှိလား finance ပိုင်းကိုသွားချင်လားပေါ့နော် duration ကတော့ဒီနောက်ဆုံး final year ကိုတက်မယ်ဆို8လပဲတက်ရမယ်ဒီကနေပေါ့နော် AV level 5 HND level 5ဒီ NCC level 5ပြီးရဲ့ကလေးတွေကိုအမားတို့ pre assessment တောင်မလို့ဒါ right လက်ခံပြီးရပေါ့နော် MY ပိုင်းအင်္ဂလိပ်စာ exemption ရမယ်ပေါ့ဒါကတော့ဒီ transfer လုပ်ပြီးဖောက်တက်ခြင်းတဲ့ကလေးတွေဒါမှမဟုတ်စာကနေတက်မယ်ဆိုလဲ year 1ကနေတက်မယ်ဆိုလဲအမားတို့ diploma level 6လ year 2ဆို6လ final year ဆို8လဆိုအမားတို့ total duration မှာတွက်ကြည့်လိုက်မယ်ဆိုရင်စင်မူမှာတက်မယ်ဆို2နှစ်နဲ့2လလောက်နဲ့ဒီ1တန်ကပေးတဲ့ဒီစင်မူမှာတက်ပြီးတော့じゃအခုအမားတို့ UK visa ကြီးခဏပိတ်ထားတဲ့အချိန်မှာတချို့ကြလဲ UK မှာတိုက်ရိုက်သွားတက်ခြင်းနဲ့ပေါ့နော်ဒါပေမဲ့အချိန်ကိုမဆောင်စားမဲနဲ့အမားတို့ဒီကနေ GED ပြီးတဲ့ကလေးတွေခု grade result ကြီးထွက်တော့မယ်ဆို grade ပြီးတဲ့ကလေးတွေဆိုအမားတို့တိုက်ရိုက်လက်ခံပြီးရဲ့ year 1အဲဆို2နှစ်နဲ့2လလောက်ပဲအချိန်ကုန်ပြီးတော့တကယ်လို့အဲ့အချိန်မှာUK visa ဘာညာကိုတက်နေတဲ့အချိန်မှာ2နှစ်လောက်နောက်ပိုင်းပြောင်းလဲရှိရဲ့ change တွေပြန်ဖွင့်နေဆိုလဲ UK ဘက်မှာ master တွားတက်လို့ရတယ်ပေါ့နော် UK ဆိုဒီဘက်မှာ UK ဘွဲဖြစ်တဲ့အတွက် UK ဆိုဟိုဘက်မှာ Wolverhampton မဲ့တက်တဲ့ဟိုဘက်မှာ Aston မဲ့တက်တဲ့ UK ရဲ့ဘေးကျောင်းဆိုပေါ့နော်ကျောင်းသားကျောင်းသူတွေကဒီဘက်က result နဲ့ရှောက်လို့ရတယ် pre master တွေပါလေတက်စရာမလိုဘူးပေါ့နော်ဒါအမားတို့ accredited ဖြစ်တဲ့ချိဆက်ထားဖြစ်တဲ့အတွက်ဒါကတော့ဂျားထဲမှာဆိုရင်အမားတို့ကတစ်ခုဖြစ်သွားရင် opportunity ကနောက်တစ်ခုကိုရှားရတယ်ပေါ့နော်ထိုင်မဆောင်မဲနဲ့အချိန်အားဖြစ်ကအဓိကအားသာချက်ကအမားတို့ကြာ duration ရန်တိုးတယ်ပေါ့နော် duration ဘာလို့တိုးရလဲဆိုဂျားထဲမှာအမားတို့အကြာကြီးပေါ့ term break လိုမျိုးပေါ့တစ်လားနှစ်လားအဲ့လိုကြာကြီးပိတ်တာမျိုးမရှိဘူးဂျားထဲမှာ exam ဖြစ်ပြီးတစ်ပတ်လောက်ပဲဇက်တိုက်သွားတာဖြစ်တဲ့အတွက် duration ကိုအချိန်တိုးသွားတာပေါ့နော်ဒါပေမဲ့တချို့ကြစိုးရင်တာအမရေ duration တိုးပေမဲ့သင်တဲ့ module တွေရောအကုန်လုံး cover ဖြစ်ပါမလားပေါ့နော်ဒါပေမဲ့ credit ကလည်းပြည့်မီရဲ့အမားတို့ဒီ diploma တန်းတစ်ခုပေါ့နော်တန်းတစ်ခုပြီးတိုင်းဒါပြီးသွားလို့ရှိရင်စောင်းသားလက်ထဲကိုdiploma certificate တစ်ခု year 2ပြီးသွားရင် year 2 certificate တစ်ခုရမှာပေါ့နော်ဒါ3ခုလုံးပြီးသွားရင်လက်ထဲမှာရမယ်လက်မှတ်ပေါင်းကအမတို့3ခုလောက်ရှိနေမယ်ပေါ့နော်တချို့ကြလဲဒီဒုတိယနှစ်မှာနားပြီးတော့တချို့လောက်ရသွားတဲ့လူတွေရှိကောင်းရှိမယ်ပေါ့နော်ရှိသွားလို့ရှိရင်လည်းပဲအချိန်ပိုင်းအနေနဲ့ဘွဲဆိုရင်လည်းအမတို့စီမှာ full time မဟုတ်ဘဲနဲ့ part time မတို့ကြောင့်ပြန်လာတက်လို့လည်းရတယ်အဲ့လိုနည်းနဲ့လည်းစီစဉ်ထားပေးရဖြစ်တဲ့အတွက်ကြောင့်လို့ဒီရှေ့ရလက်မှတ်တွေအသုံးဝင်နေပေါ့နော်တချို့ကြောင့်လေးဆိုရှေ့ရလက်မှတ်တွေတစ်ခုတစ်ခုချင်းစီမထုတ်ထားဘူးဆိုရင်ကိုကရှောက်တဲ့အချိန်မှာဒီ incomplete အနေနဲ့ဆိုရှောက်လို့မရဖြစ်တတ်တယ်ဒီမှာတစ်ဖြတ်ချင်းစီထုတ်ပေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစင်မူမှာပဲဒီ year 2 ထိပဲမတို့စီမှာတက်ပြီးကျန်တဲ့နိုင်ငံတွေကို transfer လုပ်ချင်လဲအဆင်ပြေရပေါ့နော် duration ကလည်းအရန်တူတယ်ဒါကတော့ဒီ Wolverhampton နဲ့တက်မယ်ဆိုရင်အမတို့လေးမျိုးရွေးလို့ရရဲ့ final year မှာduration ကတော့2နှစ်နဲ့2လလောက်ပဲပေါ့နော်ပြီးသွားလို့ရှိရင်じゃဒါ progression pathway လေးပေါ့နော်ဒီ Aston ဆိုလဲအမတို့ရွေးလို့ရတယ် Aston ကြတော့ duration က6လဖြစ်မယ်ပေါ့နော် final year မှာဒီ Aston အနေနဲ့တက်မယ်ဆိုရင်じゃ duration က2နှစ်နဲ့3လ Wolverhampton ဆို2နှစ်နဲ့2လ final year မှာကိုယ့်ရဲ့ရတဲ့အမှတ်ပေါ်ပေါ့နော် credit တွေ GPA တွေပေါ့ year 2ကရတဲ့အမှတ်ပေါ်မူတည်ပြီးတော့ကျောင်းသားကျောင်းသူတွေက Aston ကိုတက်ရမလား Wolverhampton ကိုတက်ရမလားဆိုအမတို့ကြာဆုံးဖြတ်ပြီးမှဖြစ်တယ်ပေါ့နော်အမတို့အမှတ်တော့ပြန်ကြည့်ရပေါ့နော်ဘာလို့ဆို Aston triple crown ရထားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တက်မှတ်ထားတဲ့အမှတ်မရဘူးဆိုတော့တက်လို့မရဘူးပေါ့နော်သူတို့အမှတ်နဲ့ဒီလိုမျိုး GPA နဲ့ဖြတ်ချတာဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ဒီအမတို့ကဒီတဆင့်တစ်ချင်စီကိုမှကျောင်းသားတွေကအများရန်တော့စာတွေကတော့လုပ်နေရမယ်ပေါ့နော်ဒါကတော့အမတို့ရဲ့ဒီ progression pathway လေးဖြစ်တယ်ဒါကတော့ business program နဲ့ပတ်သက်ပြီးပြောတာပေါ့နော်ပြီးသွားလို့ရှိရင် ID ပေါ့နော်အခု ID ဆိုလဲကျောင်းသားကျောင်းသူတွေစိတ်ဝင်စားကြတယ် ID မှာဆိုရင်လည်းပဲအမတို့ကဒီ second year လောက်မှာဆိုရင်သူ့ရဲ့ဒီစိတ်ဝင်စားတဲ့ level ပေါ်မူတည်ပြီးတော့ပေါ့နော်ဒီ cyber security စိတ်ဝင်စားလားဒီ AI စိတ်ဝင်စားလား data science စိတ်ဝင်စားရွေးလို့ရတယ်ဒါပေမဲ့ရမယ့်ဘွဲကတော့အမတို့ကဒီဟွာပဲပေါ့နော် VSC honors in computer and IT ဘွဲပဲအဲ့မှာမေးစရာရှိရပေါ့နော်မာရီ specialize မဟုတ်ဘူးလားဒီ combine ဘွဲကိုပဲရမှာလားပေါ့နော်သူကကြတော့ဒီ final year မှာကြတော့ data science နဲ့ပတ်သက်တာကြီးလည်းတင်မယ်ပြီးတော့လို့ရှိရင် AI နဲ့ပတ်သက်တဲ့ module လေးတွေလည်းထည့်ပေးထားတယ်ပြီးတော့လို့ရှိရင် cyber security လည်းထည့်ပေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘွဲရသွားလို့ရှိရင်အမတို့ကအကုန်လုံးသင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ကြတော့လေကျောင်းပြီးသွားလို့ရှင်ကြတော့အမားတို့ဒီ ID program ပေါ့နည်းပတ်သက်ပြီး late တက်ဖြစ်တဲ့ဟာတွေကဒီတနေ့နဲ့တနေ့တောင်မတူဘူးပေါ့နော်အမားတို့ခေတ်စားတဲ့ဟာကဒီဘုံမီဖြစ်တဲ့ program တွေကအခု AI ခေတ်စားပေမဲ့နောက်တနေ့လောက်မှာပြီး program အသစ်တွေပေါ်လာမလဲမပြောတတ်ဘူးအဲ့တော့ကြောင့်မလို့ကျောင်းပြီးသွားတဲ့အချိန်မှာကိုကအလုံးလျှောက်တဲ့အချိန်မှာကိုကဒီ specialize တစ်ခုတက်ထားပြီးတော့ဒါကိုကစိတ်ပြောင်းသွားတယ်ပေါ့နော်ဥမာ data science တက်တယ်စိတ်ပြောင်းတယ်ဘွဲရမယ်စိတ်ပြောင်းမယ်ကိုကတခြားလို့ရောက်မယ်ဆိုကိုကရှေ့ရဲ့ဘွဲကိုကြည့်လိုက်ရင် data science ဖြစ်တော့ကြအလုပ်သွားရှောင်ကိုအနေနဲ့အခက်အခဲကြုံရတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီမှာကျအမားတို့ကအကုန်သင်ပေးထားတဲ့အတွက်ကြောင့်ကိုကျောင်းပြီးသွားလို့ရှိရင် duration ကလည်း2နှစ်နဲ့2လလောက်ပဲဆိုတ
ကြောင်းပြီးသွားတဲ့ကာလပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့စိတ်ကလည်းမျိုးမျိုး change ဖြစ်နိုင်တယ် trend တွေကလည်းမျိုးမျိုးဖြစ်နိုင်တယ်အဲ့နောက်ကိုလိုက်ပြီးတော့ကိုကဘာကိုစိတ်ဝင်စားလဲဒီမှာအကုန်တင်တာဖြစ်တဲ့အတွက်ကိုကဘေးပိုင်းကိုသွားလို့ရတယ်သွားပြီးလို့မှကိုကအလုပ်တွေပါလုပ်ပြီးလို့မှအဲ့ချင်းကြရင်တိသွားပြီပေါ့နော်ကျောင်းသားကျောင်းသူတွေကလည်းဘွဲရပြီးချင်းကိုဘာကိုလုပ်ရမလဲဆိုတာတော်တော်များများအလုပ်ခွင်ထဲရောက်မှသိကြတာများတာဟုတ်ဘယ်သူမှဆိုဒါဒီ theory အမားတို့ကစာတွေ့ပဲရှိတယ်လက်တွေ့ရလုပ်ကြည့်မှကိုကဒီဘာသာရပ်ကိုစိတ်ဝင်စားမစားသိရလေကိုက for example အမားတို့မှာ computer ရဲ့ ID ပေါ်ရပြီကျွန်တော်ကတော့ AI စိတ်ဝင်စားတယ် AI နဲ့ပတ်သက်ပြီးအလုပ်လေးလျှောက်ကြည့်အောင်ပဲရသွားတယ်စင်ကူမှာအဲ့မှာ2နှစ်လောက်လုပ်ပြီးကကြာမှာဒါနဲ့ပတ်သက်ပြီး skill တွေ upgrade လိုလာပြီရာသူလဲတိုးချင်ပြီဆိုရင်အမတို့စီမှာ specialize အနေနဲ့လာတက်လို့ရတယ်ပေါ့နော် master တန်းနေဆိုရင် AI သွားကျင်လား cyber security သွားကျင်လား data science သွားကျင်လားပေါ့နော်ရတယ်ဒီကနေ level 5ပြီးထားတဲ့ဒီ HNDNC level 5ပြီးသားတဲ့ကလေးတွေဆိုလဲအမတို့စီမှာ final year 3ကို8လတန်းနဲ့လာတက်လို့ရတယ်ဒါမှမဟုတ်မြန်မာနိုင်ငံကနေပြီးတော့အမတို့ဒီ private college တွေကနေရထားတဲ့ UK ဘွဲဒီ degree တွေပေါ့နော်ဘွဲတစ်ခုရထားရဲဆိုလဲ computer ဘွဲတစ်ခုရထားရဲဆိုလဲအမတို့စီမှာလက်ရှိသူတို့အလုပ်လုပ်နေရပဲဖြစ်ဖြစ်အလုပ် experience မရှိရပဲဖြစ်ကိုစိတ်ပါဝင်စားရဲ့ level ကို master တန်းတိုက်ရိုက် train လို့ရတယ်ပေါ့နော်အဲ့လိုလဲအမတို့ကစီစဉ်ထားပေးရဆိုတော့ကိုစိတ်ပါဝင်စားရဲ့ level ပေါ်မူတည်ပြီးတော့ master တန်းမှာဆို specialize ခွဲသားပြီးတော့ဒီအမတို့ဒီ bachelor တန်းဆိုရင်တော့ combine course ကိုတော့အကုန်လုံးပေါ့နော်အမတို့သင်ပေးအဲ့ဆိုတော့ကြောင့်မလို့ကိုရဲ့ training ဖြစ်တဲ့အလိုက်ကိုစိတ်ပါဝင်စားဖို့ level ပြီးအလုပ်ကိုင်နေပါအကုန်ရှောက်လို့ရတယ်ပေါ့နော်အကုန်လုံးအမတို့ထည့်ထားပေးတယ်ပြီးသွားလို့ရှိရင်ကြတော့psychology ဘက်ပေါ့နော် psychology ဘက်ဆိုရင်တော့အမတို့ကျောင်းမှာဆိုရင်တော့ဒီ psychology ဘိုင်းဆိုရင်တော့အမတို့ဒီပေါ့နော်ဒုတိယနှစ်မှာဆိုရင်အခုခေတ်စားနေတဲ့ပေါ့နော်ဒီ business psychology ပေါ့နော် HR manager တို့ဘာလို့မှအလုပ်လုပ်ကိုင်နေတဲ့လူတွေများတော့အဖြစ်တက်ကြတယ် business ဘိုင်းတွေတချို့ကြားလဲ counseling တည်တဲ့စိတ်ဝင်စားရလူရှိရပေါ့နော်အဲဆို advanced diploma in counseling တချို့ကြားတော့ psychology တည်တဲ့ပေါ့နော်အဲ့လိုသွားခြင်းတဲ့ကလေးတွေအတွက် second year မှာ specialize ရွေးလို့ရတယ်ဒါပေမဲ့ရတဲ့ဘွဲကတော့အမတို့ဒီ BSc honor in psychology ပေါ့နော်ပြီးတော့ master တန်းဆိုရင်လည်းပဲဒါကတော့ရှင်းပါတယ် master တန်းဆိုရင်လည်းသူ psychology နဲ့ပတ်သက်တဲ့ master လည်းတက်လို့ရတယ်လို့ကျန်တဲ့ any graduate ပေါ့နော်ကိုယ့်အကို business ဘွဲပဲရဘာဘွဲပဲရလက်ရှိဒီ HR department မှာလုံးလုံးနေတဲ့လူတွေဆိုရင်သူတို့ skill upgrade ဖြစ်ဖို့အတွက်ဒီ organization နဲ့ business psychology ဆိုပြီး HR manager တွေကလည်းသိဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုဆိုရင် any graduate အနေနဲ့အမားတို့ဒီ MSc ရင် organization နဲ့ business psychology ကိုအမားတို့စီမှာ duration ပေါ့နော်အချိန်အားဖြင့်တစ်နှစ်ပေးရုံနဲ့လာတက်လို့ရတယ်ပြီးသွားလို့ရှိရင်အမားတို့ရဲ့ new program ကကြတော့ biomedical science ပေါ့နော်အခု biomedical science ဆိုမြန်မာနိုင်ငံကလူတွေလည်းအရင်တော့ကကြတော့ဒီခုနကကိုဇော်ပဲပြောသလိုပေါ့နော်စေဒီ biomedical science လို့ပြောလိုက်တော်တော်များများစေးချောင်းပေါ့နော်ညာတော့ပြအဲ့ဒီအဲ့တခုပဲသိကြဒါပေမဲ့အဲ့အောက်မှာ job opportunity ပါအများကြီးမားတို့ကသွားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအတွက်ဖြစ်တဲ့အတွက်ဒါအမားတို့ရဲ့ new program လေးလည်းဖြစ်တယ်ပေါ့နော်အဲ့ဘန်းလေးကိုမှဒီချာလေးရှင်းပြပေးသွားမယ်ရတဲ့ဘွဲကလည်း Aston University ကပေးရဲ့ဘွဲကိုရမှာပေါ့နော် BSc honor degree ဖြစ်တယ်အဲ့အတွက်ကြောင့်မလို့နောက်တစ်ခုကကြတော့ tourism ဘိုင်းကတော့အမားတို့6လစာတင်ခုကစားနေတဲ့6လစာတင်6လ internship တွေပေါ့နော် paid internship တွေအဲ့ဒါတွေကတော့အမားတို့ဒုတိယနှစ်မှာပဲထည့်ပေးထားတယ်ဒီ diploma ကတော့ပုံမှန်ပဲပေါ့နော်ဒီလက်တွေ့မပါဘူးsecond year မှာဆိုလက်တွေ့ထည့်ပေးထားတယ်သူကတော့ပုံမှန်လေးပဲသွားတယ်ပြီးတော့ master တန်းဆိုလည်းတစ်နှစ်ပဲပေါ့နော်ပြီးတော့လို့ရှင်ဒါသူ့ရဲ့ duration လေးတွေကတော့အကုန်တူတူပဲအမားတို့6လ8လ8လတူအားကြောင့် tourism ကတော့12လဖြစ်သွားပြီပေါ့နော်ကျန်တဲ့ဘိုင်းတွေကတော့9လ9လ8လဆို2နှစ်နဲ့2လလောက်နဲ့ဘွဲတစ်ခုရရှိမှာဖြစ်တယ်ပေါ့နော်မတို့ဆာမှာ UK ကပေးတဲ့ဘွဲပေါ့နော်စင်မူမှာပဲတက်ပြီးတော့UK ထိသွားတက်မယ်ဆိုရင်မတို့ကုန်ကြစိတ်ကဈေးများနိုင်တယ်မာစတာကျမှ UK သွားတက်မယ်ဆိုလဲရရင်နောက်ပိုင်းဗီဇာကြီးပြန်ဖွင့်မှာပေါ့နော် UK မသွားခြင်းလဲကျန်တဲ့နိုင်ငံကြီးတွေကြိုက်တဲ့နိုင်ငံမျိုးဆိုသွားလို့ရတယ်ဒါကတော့ကိုစိတ်ပါဝင်စားတဲ့ level ပေါ်မူတည်ပြီးတော့နိုင်ငံပေါ်မူတည်ပြီးကိုယ့်ရဲ့ dream country ရှိရင်လည်းပဲအမတို့ဒါအဓိကတော့ symbol stepping stone အနေနဲ့သုံးချပြီးတော့အဓိကအားဖြင့်အားတာ duration တိုတာပြီးတော့အလုပ်အကိုင် job opportunity မှာဆိုလဲအမတို့အလုပ်တွေရခဲ့လို့ရှိရင်လည်းအဲ့အလုပ်တွေကိုသုံးချပြီးစင်မာနေပြီးတော့တခြားနိုင်ငံတွေကိုနောက်ပိုင်းမှာ PR နဲ့ migration visa နဲ့လည်း4-5နှစ်လောက်လုပ်ပြီးသွားလို့ရသေးတယ်ပေါ့နော်အဓိကကတော့ opportunity အများအပြားရှိတာရဲ့အဲ့အတွက်ကြောင့်မလို့စင်ကူကတော့ဒီလက်ရှိဘလို့အမားတို့ဒီနောက်ပိုင်းဆိုနိုင်ငံတွေအများကြီးပေါ်လာတယ်เนาะပေါ်လာရင်လည်းဒီ opportunity အပေါ်ဝေးတွေအများကြီးပေါ်လာရင်လည်းစင်ကူကတော့ဒီအမားတို့ Asian country တွေထဲမှာထိတ်ဆုံးအနေနဲ့နံပါတ်1အနေနဲ့ရပ်တည်နေနိုင်တာအဓိကအဲ့ချက်ကြောင့်မလို့ပေါ့เนาะအဓိကအမားတို့နိုင်ငံတနိုင်ငံမသွားခင်သူ့ရဲ့ economy political တွေလည်းကြည့်ရတာလေစင်ကူကအဲ့ဒါကြီးလည်းရှိမနေဘူးပေါ့เนาะပြီးတော့ duration တိုတယ်ဒါကတော့ခုနအမပြောတဲ့ဒီ preparatory class တွေဆိုရင်လည်းအမတို့စီမှာ O level A level NCUK I10 တွေလည်းရှိပါတယ်ဒါကတော့ခုနအမပြောတဲ့ဟာလေးကိုပဲကျဉ်းချုပ်ပေါ့နော်အဓိကအခုပြောချင်တဲ့အကြောင်းအရာကတော့ဒီအမတို့စီမှာ
program အသစ်တစ်ခုဖြစ်တဲ့ပေါ့နော် July 23 ရက်နေ့မှာ July intake ကနေစဖွင့်မယ်ဒီ biomedical science ဆိုတဲ့ program လေးပေါ့နော်အဓိကကတော့ဒီ biomedical science ဆိုတာကတော့ဒီ biomedical science နဲ့ပတ်သက်တဲ့ဘယ်လို module လေးသင်ပါလေးရဲ့အမဒီနေ့ပြည့်စုံလေးပြောပြပေးသွားမယ်ဒါပြီးရင် Q&A session မှာလည်းအမကိုသိစိတ်မေးလို့ရတယ်ပေါ့နော်တော်တော်များများအခုတော့လည်းသိလာကြပါပြီပုံမှန်ဆိုအမတို့ကဒီ medical နဲ့ပတ်သက်လို့ချင်းဒီမြန်မာနိုင်ငံကလူတို့ကြီးကြောင်းတက်မယ်ဆရာဝန်လုပ်မယ်အဲ့လောက်ပဲအမားတို့ကတော်တော်များများအစားသိကြရပေါ့နော်အခုနောက်ပိုင်းမှာကြတော့ဒီဆရာဝန်တစ်ခုတည်းမဟုတ်ဘဲနဲ့ဒီဆေးပညာနဲ့ပတ်သက်တဲ့ related ဖြစ်တဲ့ job တွေအကုန်လုံးကလည်းရှိမှာသူကဆရာဝန်တယောက်ဖြစ်လုပ်မယ်ဒေါက်တာတယောက်လုပ် medical ဒေါက်တာတယောက်လုပ်မယ်ဆိုအမားတို့ကဒီ diagnostic ပိုင်းတွေ treat ဆေးကုသမှုအပိုင်းတွေကိုလူနာနဲ့ဓာတ်ရိုက်ပေါ့နော်ထိတွေ့ပြီးအမားတို့ကလုပ်ရတယ်သူကကြတော့အမားတို့ရဲ့ဒီ background supporter ပုံစံမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုကြီးလုပ်မယ်ဆိုအမားတို့သွေးတွေစီးတွေစစ်တာတွေဘာတွေအမားတို့ဒီဆေးရုံဆေးကမ်းပြန်လိုလာပြီလေအဲ့ဒီပိုင်းနေပြီးတော့ယောဂရှာဖွေတာတွေစက်တွေနဲ့ရှာဖွေတာတွေအကုန်လုံးကဒီ biomedical နဲ့အကုန်လုံးကဆက်တယ်ပေါ့နော်သူကလည်းရှေ့ကိုထွက်ပြီးတော့ဆေးမကူတာပဲရှိရဒါပေမဲ့သူ့ရဲ့ဒီအမားတို့ကဒီပေါ့နော်ကျမ်းမာရေးပိုင်းမှာကဲပိုင်းမှာသူနဲ့လုံးဝကင်းကွာလို့မရဘူးပေါ့နော်အရေးပါတဲ့ကွန်ပျူတာတက်တဲ့နိုင်ငံတွေမှာဆိုရင်ဒီ biomedical science related ဖြစ်တဲ့ job opportunity ကလည်း professional level ဖြစ်သွားရင်ကိုကလားစာအတွက်စိုးရိမ်စရာမလိုကိုနောက်ကပဲအကုန်လိုက်လာတာပေါ့နော်သူက professional သွားရတဲ့အလုပ်တွေဖြစ်တယ်ကွန်ပျူတာတက်တဲ့နိုင်ငံမှာဆိုရင်အမားတို့ဒီ covid ပြီးနောက်ပိုင်းဆေးတွေပါတယ်နောက်ထပ်လေ covid လိုမျိုးဒီလိုယောဂဆိုးတွေနောက်ထပ်မလာဘူးမပြောနိုင်ဘူးပေါ့နော်အဲ့တဲ့ research ဆိုတဲ့ center တွေရှိရဲသူတို့အစိုးရကလည်း government fund တွေပေးတယ်ပေါ့စင်ပူဆိုလည်းရှိတယ်အမှရှင်းပြမယ်တခြား UK တို့ Australia နိုင်ငံကြီးတွေမှာလည်းဒီအတွက်ကိုတီးတဲ့သူတို့အစိုးရရဲ့ရန်ပုံငွေတွေကထုတ်ပြီးတော့အမားတို့ကဒီ covid လိုမျိုးဒီလိုယောဂဆိုးတွေကနောက်ထပ်မလာဘူးမပြောနိုင်အဲ့အတွက်ကိုသူတို့ကဆေးတွေပေါ်ထုတ်ပြီးတော့ဒါလက်တွေ့တွေသူတို့လုံနေရတဲ့အပိုင်းတွေရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီကဏ္ဍကလည်းအရေးပါတယ်ပေါ့နော်အဓိကအားဖြင့်ကတော့ဒီလူခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ယောဂတွေပြီးသွားလို့ရှိရင်ဒီအမားတို့ယောဂတွေပေါ့နော်ဖြစ်နိုင်လာတဲ့အခြေအနေလေးတွေကိုဆေးဝါးတွေ treatment တွေကုသမှုတွေကိုအမားတို့ကသိပ္ပံပညာနည်းလမ်းနဲ့လေ့လာပြီးတော့ဒီတုတေသနာလုပ်ရတာပေါ့နော်များသောအားဖြင့်ဒီ biology တွေအမားတို့ chemistry ကိုစိတ်ပါဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုရင်တော့ဒီကတက်ဖို့တင့်တော်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကြတော့ဒီပေါ့နော်ဒါကတော့ခုနအမားတို့ရှိမှလည်းပြပြီးပေါ့နော်ဒါပေမဲ့အမားဒီမှာတစ်ချက်ပြန်ပြလိုက်မယ်ပေါ့နော် The degree awarded by Aston University is recognised internationally, which can be beneficial for graduates who plan to pursue further studies or employment opportunities in other countries. Industry relevance. The BSc Honours in Medical Bioscience programme offered by EAIN in Singapore is designed to meet the needs of the local and regional healthcare industries. The programme's curriculum is up to date with the latest developments in medical bioscience, and students receive hands-on training in modern laboratory techniques and equipment. Career prospects. Graduates of the programme are well prepared for careers in a variety of fields, including medical research, public health, biotechnology and pharmaceuticals. With the growing demand for qualified medical bioscience professionals, there are many job opportunities available in Singapore and around the world. အဓိကပေါ့နော်ခုနကဒါအောင်တက်ပြီးသွားလို့ရှိရင်အဓိကပေါ့နော်ကျောင်းသားကျောင်းသူတွေကကြတော့အဓိကအလုပ်ခံ opportunity ပေါ့နော်အမရေဒီ biomedical science ကိုတက်ပြီးသွားလို့ရှင်ရင်ကျမတို့အနေနဲ့ပေါ့နော်စင်ပူမှာဘယ်လိုမျိုးအလုပ်ခံ opportunity ရှိလဲပြီးသွားလို့ရှင်စင်ပူအစိုးရရောဒီဘိုင်းတွေမှာဘယ်လိုမျိုး budget တွေပေါ့နော်ဘယ်လောက်သုံးပြီးတော့ support လုပ်နေလဲပေါ့နော်ဒါတော်တော်များများသိကျင်ကြရဲစင်ပူမှာဆိုရင်အမတို့ဒီ2024တိုင်ငယ်ရှေ့မှာဆိုရင်ဘီလီယံပေါင်းပေါ့နော်12ဘီလီယံပေါင်းသုံးပြီးသွားပြီဒီ research နဲ့ပတ်သက်ပြီးကျန်းမာရေးဆောက်ရှောက်မှုဒီhealthcare ပိုင်းမှာပေါ့နော်သူတို့အစိုးရကသူတို့ရန်ပုံငွေတည်တံ့ရှိရသုံးတယ်ပြီးတော့လို့ရှိရင်9နှစ်တာစီမံကိန်းနဲ့ဒီ research and innovation ဆိုပြီးတော့2025နဲ့2030ပေါ့နော်ဒီ9နှစ်တာစီမံကိန်းမှာဆိုလဲသူတို့ဘယ်လောက်ထိသုံးဖို့ plan ထားလဲဆို research ပိုင်းမှာ37 billion ထိသုံးဖို့ plan ထားတယ်ပြီးတော့လို့ရှိရင်စင်မူမှာဆိုလဲအလုပ်ကိုင်ပေါင်းပေါ့နော်ဒီ biomedical science နဲ့ related ဖြစ်တဲ့အလုပ်ကိုင်ပေါင်း2000ကျော်ကိုသူတို့အစိုးရဌာနတွေမှာလုပ်လို့လဲရတယ်အစိုးရဒီ research center ဆိုပြီးတည်တံ့ရှိရပေါ့နော်ဆေးရုံတွေ public private ဆေးရုံတွေဒီတခွဲကန်းနေပြီးတော့စေဝါကမ်ပဏီတွေမှာအမားတို့ကလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်လုတ်ကင်ပေါင်းကတော့လက်ရှိမှာဆိုလဲသူတို့ upgrade တွေကလည်းဒီ company တွေကလည်းပေါ့နော်နှစ်တိုင်းသူတို့ upgrade လုပ်တယ် research တွေလုပ်နေတော့အလုတ်ကင်ကတော့စိတ်စိုးရိမ်စရာမလိုဘူးပြီးတော့လို့ရှိရင်အမားတို့ဒီ permanent ဖြစ်သွားတယ်ဆိုရင်လည်းပဲလက်ရှိလုပ်နေတဲ့အမားတငယ်ချင်းတွေရှိရဲ permanent နာဖြစ်သွားရင်သူတို့ကကြတော့ဒီနေစရာဘာညာ accommodation တွေကအစားပေါ့နော်ချို့ company စေး company အကြီးတွေဆိုရင်စီစဉ်ပေးရပေါ့နော်ပြီးတော့ဒီ salary ဘိုင်းမှာဆိုရင်လည်းပဲအမားတို့ဒီ
ပုံမှန်ပေါ့နော်ပုံမှန်ရိုးရိုးဒီ degree ဘက်တစ်ခုတက်ဆိုင်ဒီဘက်က professional ဘက်ကိုသွားဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လဲ salary ဘိုင်းဆိုလဲအမတို့4,000ကနေစတယ်ပို့ပြီးတော့များတယ်ပေါ့နော် fresh grad အနေနဲ့လဲဒါကတော့ဒီသူ့ရဲ့ government ရဲ့ဒီ support လုံးမှုပေါ့နော်စင်ဘူအစိုးရရဲ့ပြီးသွားလို့ရှိရင်ကြတော့အမတို့ကျောင်းမှာတင်ရောက်တက်ရောက်လို့ရနိုင်မဲ့ဒီစစချင်းပေါ့နော်ဒီ year 1လို့အမတို့ခေါ်တယ်ပေါ့နော်သုံးလုံးနဲ့ diploma in biomedical science လို့ဒီကနေပေါ့နော်မြန်မာကလေးတွေဆိုရင်အစိုးရပေါ့နော်အမတို့ဒီ government school ဆိုရင်12တန်းပေါ့နော် grade 12ပေါ့နော်12တန်းပညာရေးဆို grade 12ပြီးတဲ့ကလေးတွေ GED ပြီးတဲ့ကလေးတွေဆိုရင်အမတို့ရဲ့ diploma ကိုထားရိုက်တက်လို့ရတယ်A level ပြီးထားတဲ့ကလေးတွေဆိုလည်းဓာတ်ရိုက်တက်လို့ရတယ် IGCSE ဟိုမှာ O level ပြီးတယ်အမတို့12ဟောင်းပေါ့နော်matriculation level ပြီးထားတဲ့ကလေးတွေဆိုရင်တော့ဒီအမတို့ရဲ့ year 1ကိုဓာတ်ရိုက်တက်လို့ရအောင်အမတို့ဒီမှာ foundation 6လတက်ပြီးမှပဲ year 1ကိုတက်လို့ရမယ်ပေါ့နော်ပုံမှန် GED နဲ့ grade 12တော့အမတို့ဓာတ်ရိုက်လက်ခံပေးပါတယ်သူကတော့ duration ကတော့6လလောက်ပဲတက်ပေးရမယ်တစ်နှစ်တောင်တက်စရာမလိုဘူးပေါ့နော်အမတို့ကတော့ year 1လို့3လုံးဝင်မယ်အမတို့က full time လဲဖွင့်တယ်ဒီစင်မူမှာလက်ရှိရောက်နေပြီးသားကလေးတွေအတွက်ဆိုရင်တော့သူတို့ကတော့ part time ပေါ့နော်သူတို့ local တွေအတွက်ဆိုလဲအချိန်ပိုင်းတွေအမတို့ဖွင့်ပေးရ full time လဲပဲတက်ရမှာတော့တနေ့ကိုနေ့တိုင်းတက်ပေးရမယ်ပေါ့နော် Monday to Friday ကျောင်းချိန်တွင်တနေ့ကိုတစ်ချိန်သို့မဟုတ်2ချိန်အချိန်အားဖြင့်3နာရီသို့မဟုတ်4နာရီလောက်ပေါ့နော်အမတို့တင်တယ်ကျောင်းကိုနေ့တိုင်းတော့သွားပေးရမယ်ပေါ့နော်intake တွေကတော့အမားတို့ကဒီ July intake ပေါ့နော် new program July intake ကနေစဖွင့်ပြီးတော့ဒီ program ကကျတော့အမားတို့လာတိုင်းပေါ့နော် monthly intake လာတိုင်း run သွားဖို့အစီအစဉ်ရှိရဆိုတော့အခုဆို July ဆိုလဲအမားတို့23ရက်နေ့မှာစဖွင့်မယ် August ဆိုလဲအမားတို့လားလေလောက်ပေါ့နော်18ရက်ဒီ September ဆိုလဲ28 26ပေါ့နော်အဲ့လိုမျိုးဖွင့်တဲ့ date လေးတွေကတော့ဒီပထမဒုတိယပတ်သို့မဟုတ်တတိယပတ်အဲ့လိုမျိုးလေးတွေအမားတို့ဖွင့်သွားဖို့ရှိရပေါ့နော်ဒါကတော့ဒီသူရဲ့ဖွင့်တဲ့ date လေးတွေပေါ့အခုဆိုလဲအနည်းဆုံးဆိုရင်အမားတို့ဒီ9လပိုင်း23ရက်နေ့မှာဖွင့်မဲ့ intake လေးရှိရပေါ့နော်အဓိကကတော့သူကအမားတို့မဲ့တင်ကြားမဲ့ module တွေကတော့6ဘာသာတင်ရမယ် credit ကတော့ total 120 credit အမားတို့ပေးမယ်ပေါ့နော်ဒါကိုတင်ပြီးသွားလို့ရှိရင်ကျောင်းသားကျောင်းသူတွေက120 credit ရမယ်ဒီပိုင်းနေဆိုရင်လည်းပဲအမားတို့ဒီလူခဏကိုမှာပေါ့နော်တိဆောက်ထားတဲ့ cells တွေကိုအဓိကအပြင် cell structure cell division တွေဘယ်လိုရှိလဲအဲ့ဒါတွေသိမှအမားတို့ကယောဂတွေကိုရှာဖွေလို့ရမှာလीအဲ့အတွက်ကြောင့်မလို့ဒီကတော့ဒီ business ပုံစံမျိုးအနေနဲ့အခြေခံအနေနဲ့အမားတို့သိထားတဲ့အခြေခံကနေစပြီးတော့ဒီ diploma တန်းမှာအမားတို့အကုန်သင်ထားပြီးရပြီးသွားရင်လက်တွေ့လုပ်ရမယ်ဟာလေးတွေလည်းပါမယ်ပေါ့နော် immunology ကကြတော့အမားတို့ဒီ immune system တွေကဒီခန္ဓာကိုယ်မှာရှိတဲ့ပေါ့နော် cells တွေကဘယ်လိုတွေအလုပ်လုပ်ပြီးတော့အမားတို့ကဒီယောဂတွေပါဝင်လာရင် bacteria virus တွေဘယ်လိုတိုက်ထုတ်လဲပေါ့နော်အမားတို့ယောဂတစ်ခုဝင်လာရင်အမားတို့ဒီခန္ဓာကိုယ်ထဲမှာလည်းဒီပိုးမွားတွေရှိရလေကောင်းတဲ့ bacteria ပိုးမွားတွေက virus တွေကိုဘယ်လိုတိုက်ထုတ်လဲအဓိကအဲ့လိုမျိုးရင်းမြစ်တွေကိုသိမှပဲအမားတို့ research တွေတေချာလုပ်နိုင်မယ်ပေါ့နော်တခွဲခန်းမှာတေချာလက်တွေ့လုပ်နိုင်မယ်အဲ့လိုမျိုးဟာတွေ theory တွေရောပြီးသွားလို့ရှိရင်လက်တွေ့လုပ်ရမယ်ဘာသာရပ်တွေရောပေါင်းဆက်ပြီးတော့ဒီသင်တဲ့ module တွေကလည်း up to date ဖြစ်ပြီးလက်တွေ့ပေါ့နော်ကိုကဒါပြီးသွားလို့ရှိရင်လုပ်ငန်းခွင်မှာလက်တွေ့လည်းအသုံးချနိုင်မယ် module တွေကိုပဲအမားတို့ထည့်သွင်းထားရပေါ့နော် diploma တန်းကနေစပြီးတော့ molecular biology လည်းအမားတို့ဒီသင်မဲ့ထဲမှာပါတယ်ပေါ့နော်အမားတို့ခန္ဓာကိုယ်မှာရှိရဲ့ DNA ပေါ့နော် RNA protein molecule တွေပေါ့နော် molecule တွေပြီးတော့လို့ရှိရင်ဒီဟာတွေဘယ်လိုအလုပ်လုပ်လဲ genetic disease တွေပေါ့နော် laboratory မှာဒါကတော့လက်တွေ့လုပ်ရမယ်အလုပ်တွေလည်းပါတယ်အမားတို့သင်ကြားပေးမယ်biochemistry ကကြတော့အမားတို့ဒီအစားအစာတွေအမားတို့စားလိုက်တဲ့တနေ့တာစားလိုက်တဲ့အစားအစာတွေမှာအမားတို့ဒီ carbohydrates တွေ protein တွေ enzyme တွေအများကြီးရှိရပေါ့နော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကြတော့ဒီ chemical reaction တွေဘယ်လိုဖြစ်လဲတော့လေ့လာတာပေါ့နော်အမားတို့အခြေခံ diploma တန်းမှာကြတဲ့အတိုင်းမှာလက်တွေ့တွေရဲ့အမားတို့အကုန်ပေါင်းဆက်ပြီးတော့ဒါသင်ကြားပေးမယ်ပြီးတော့လက်တွေ့ဆိုရင်လည်းအမားတို့စင်မူမှာရှိရဲ့ polytechnic နဲ့အမားတို့ partnership လုပ်ထားတော့လက်တွေ့ဆိုရင် poly မှာသွားပြီးတော့တို့ရဲ့ဓာတ်ခွဲခန်းတွေမှာသွားပြီးအမားတို့ကျောင်းသားကျောင်းသူတွေကလက်တွေ့ဆင်းရမယ်ပေါ့နော်လုပ်ရမယ်အဲ့လိုမျိုးလေးထားရဲ့ assessment ပုံစံအနေနဲ့ကတော့အမားတို့ကျောင်း attendance ပေါ့နော်ဒီinternational student တွေကအနည်းဆုံးပေါ့နော်90%အထက် attendance ပေးမိဖို့လိုတယ်အမားတို့ attendance ကိုလည်းကြည့်ရ attendance ကို 10% ယူပြီးတော့ကျန်တဲ့ဒီ90%ကကြတော့ဒီ final နဲ့ဒီ individual လောက်ရတာမျိုးလေးတွေရှိမယ်ပြီးသွားလို့ရှိရင်ဒီ assignments ပေါ့နော် group နဲ့ပေါ့နော် group က team နဲ့လောက်ရတာမျိုးရှိမယ် individual ကတော့90%ယူပြီးတော့ကြတော့ဒီ group assignment presentation ကကြတော့40%ပေါ့နော်ပြီးသွားရင် project အနေ
နဲ့စလုံးရည်တစ်ထောင်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးရမယ်ဒါကတော့ diploma တန်း6လတက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်ပြီးသွားလို့ရှိရင် diploma ပြီးသွားလို့ရှိရင်ပထမနှစ်ပြီးသွားရင် second year မှာဆိုလဲအမားတို့ကဒီ advanced diploma တန်းပေါ့နော် advanced diploma တန်းဆိုရင်လည်း तू ကဒါအမားတို့ကျောင်းကပေးတဲ့ခုနက diploma တစ်ဖြတ်ပြီးသွားရင်အမားတို့ဒီ aim ကပေးတဲ့ဒီ diploma certificate တစ်ဖြတ်ကျောင်းသားကျောင်းသူကရရှိမယ်အခုနောက်တစ်ဖြတ်ဆက်တက်မယ်ဆိုရင်လည်းပဲ तू ကလည်းအချိန်ကလည်း6လပဲပေါ့နော်intake ကတော့လာတိုင်းဖွင့်နေဆိုမှ तू ကကြတော့ခုနအထက်ကို advance ဖြစ်သွားပြီပေါ့နော်လက်တွေ့လောက်ရရင်လည်းများသွားပြီစာတွေကလည်းပုံများလာပြီပြီးတော့လို့ရှိရင်ခုနလိုခြေခံသဘောတရားတွေအတွက်ကြော်လွန်ပြီးတော့ကြတော့အဓိကပေါ့နော်ဒီအဓိကဒီmodule တွေစာသင်ရရင်လည်းပုံများလာပြီပေါ့နော်ဒီ endocrinology ကကြတော့အမားတို့ကဒီခန္ဓာကိုယ်ထဲမှာဟော်မုန်းလေးတွေအများကြီးရှိရအဲ့ဒါတွေကိုဘယ်လိုထုတ်ပြီးတော့ signal ပေးပြီးဘယ်လိုထုတ်ပြီးတော့ဘယ်လို control လုပ်လဲပေါ့နော်ပြီးတော့ insulin တို့ thyroid တို့အများကြီးရှိရပေါ့နော်အမားတို့ကအဲ့ဒါတွေကိုလေ့လာတာပြီးသွားလို့ရှိရင် molecular genetics ကတော့ဒါလက်တွေ့ပေါ့နော် up to date ဖြစ်တဲ့ module လေးဖြစ်တယ်တချို့ကြတော့ဒါနဲ့ကြောင်းပြီးသွားလို့ရှိရင်ဒီပေါ့နော်ဟို data analysis ဘန်းကိုစိတ်ဝင်စားရ computer based system ကိုသုံးပြီးတော့ဒီ set တွေဘာတွေကလည်းအခုအမားတို့ကလည်းယောဂရှာဖွေ set တွေကဒီ set တစ်ခါထုတ်ပြီးသွားမှာမဟုတ်ဘူးမှာ cancer တွေပါရှားတယ်ဆိုရင်လည်းဒီ set တွေကမျိုးမျိုး edit ဟိုဟာထွက်နေရပဲလေအမားတို့က set ကိုပြီး edit ထွက်လေအမားတို့ယောဂရှာဖွေနေမှာပုံမှန်လေအဲ့အတွက်တော့တွားထားတွေကို computer based system နဲ့သုံးပြီးတော့ဒီအမားတို့ဒီ technique တွေကိုဘယ်လို analyze လုပ်လဲဆိုတော့ဒါကတော့အမားတို့ data analysis ဘိုင်းတွေ computer သုံးတာကြိုက်တဲ့လူတွေအတွက်အဆင်ပြေပေါ့နော်အဲ့ module လဲအမားတို့ bioinformatics ဘိုင်းပေါ့နော် molecular genetics ဘိုင်းအဲ့ဒါလည်းသူကတော့လုံးဝတက်ခွဲခန်းသွားစရာမလိုဘူးတက်ခွဲခန်းဝင်စရာမလိုဘူးပေါ့နော် computer based system ကို computer data တွေသုံးပြီးတော့ကြတော့အမားတို့ကကြတော့ပြန်ပြီးတော့ဒီလုံးပုံပေါ့နော် cells တွေအလုံးပုံ genetic တွေလုံးပုံလေ့လာတာဖြစ်တယ်ပေါ့နော်ဒါအတွက်ကလည်းကျောင်းသားကျောင်းသူတွေရဲ့လက်ရှိပေါ့နော် up-to-date module ထဲမှာဒါလည်းအပါဝင်ဖြစ်တယ်ပေါ့နော် clinical biochemistry ကတော့ရှင်းတယ်အမားတို့စေယုံစီကန်းနေသွားအမားတို့ဒုခနာကိုကထွက်တယ်2ရှိမယ် C ရှိမယ်1ရှိမယ်ပေါ့နော်အဲ့ဒါတွေကိုမူတည်ပြီးတော့ခန္ဓာကိုယ်ထွက်တဲ့အရေးတွေပေါ်မူတည်ပြီးတော့သူက A ဘိုးရှိ sorry B ဘိုးရှိနေလား C ဘိုးရှိနေလားဘာယောဂကြီးရှိနေလဲပေါ့နော်အဲ့လိုမျိုးမှတော့ရှာဖွေရပေါ့နော်ဒါကတော့လုံးဝလက်တွေ့လုပ်ရမယ်တခွဲကန်းထဲမှာလက်တွေ့စမ်းသပ်ပြီးယောဂရှာဖွေရမယ်ဘာသာရပ်တစ်ခုဖြစ်တယ်အဲ့ဒီပိုင်းဆိုလည်းအမတို့ဒီစင်ပူပိုလီနဲ့ချိတ်ဆက်ထားတယ်ပေါ့နော်စင်ပူပိုလီဆိုတာလဲစင်ပူမှာပိုလီကျောင်း၅ကျောင်းရှိရစင်ပူပိုလီတက်နစ်ဆိုတာလဲမြန်မာနိုင်ငံကကျောင်းသားကျောင်းသူတွေပေါ့လူတိုင်းမေးကြည့်ရင်သိရပေါ့နော်ရေပန်းစားတဲ့ပိုလီကျောင်းတစ်ခုဖြစ်တယ်အဲဒီကျောင်းမှာလေချိတ်ဆက်ထားတော့သူတို့ဆက်တွေကလည်းပိုလီကျောင်းဖြစ်တဲ့အတွက်အစုံလင်ရှိရပေါ့နော်ပိုလီကနေပြီးတဲ့ကျောင်းသားကျောင်းသူတွေဆိုရင်လည်းဒီပလိုမာပြီးရဆိုလည်းအမတို့ကျောင်းမှာ final ရထားရိုက်တက်လို့ရတယ်အဲ့အတွက်လည်းအမတို့လက်ခံပြီးတော့ရှေ့မှာလည်းဒီ record က400ကျောင်းသားပေါင်း400ကျော်ရှိရပေါ့နော်ပိုလီကနေပြီးတော့အမတို့ကျောင်းမှာတက်ပြီး extend ဝဲကိုရတာရှိရဆိုတော့အမအောင်နဲ့ပါတနာပုံစံမျိုးစင်ပူပိုလီနဲ့ချိတ်ဆက်ထားရဒါတော့လက်တွေ့လေးလာရမယ့်ဟာဖြစ်တယ် assessment ကတော့ခုနက project တွေကတော့ပုံများသွားမယ်ပေါ့နော်ရှေ့ရ diploma တန်းနဲ့အမတို့စလုံးရေ1000ရေးခိုင်းတယ်ဒီမှာတော့စလုံးရေ1500ဖြစ်ပြီးကျန်တဲ့ assessment ကတော့တူတူပဲပေါ့နော်attendance က 10% group assignment က40ပေါ့နော် individual လောက်ရတာ50နဲ့ total 100% ပေါ့ attendance ကလုံးဝပြည့်မီဖို့အရေးကြီးရပေါ့နော်ကိုကကျောင်းတက်တာတွေကစင်မှာတကယ်လို့ကိုပြတ်မယ်ဆိုလဲခွင့်တိုင်ရတယ်တကယ်လို့နေမကောင်းဘူးဆိုလဲစေးစာနဲ့ medical letter နဲ့ဒေါက်တာထောက်ခံချက်နဲ့အဲ့လိုမှမဟုတ်ဘူးဆို attendance မပြည့်မီဘူးဆိုရင်မတို့ကကျောင်းသားကျောင်းသူ international student အနေနဲ့ဒုက္ခရောက်သွားနိုင်တယ်ဒီမှာ MFP စီမင်းထဲမှာလည်းပါတယ် grade ကောင်းကောင်းလည်းမရဘူးပြီးတော့ဆံမွဲလည်းကျောင်းဘက်ကနေပေါ့နော်နောက်ဆုံးပိတ်ကျောင်းတုတ်ခံရရည်ဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ attendance ကလည်းအရင်ရေးကြည့်ပါတယ်စင်မှာတက်မယ်ဆိုရင်ပြီးတော့လို့ရှိရင်နောက်ဆုံးကတော့ final year ပေါ့နော် final year ပေးမဲ့ဘွဲရကြတော့ဒီမှာအမားတို့ကြည့်လိုက်ရင်ဒီမှာတွေ့ရမယ်ပေါ့နော် BSco မှာလုံးဝ honor degree ပါတယ်ပေါ့နော် general degree မဟုတ်ဘူးဒီ honor degree ပါတာဖြစ်တဲ့အတွက်ကြောင့် general degree နဲ့ပါကားလဲဆိုရင်ဒီကဖြစ်တဲ့အတွက်ကျောင်းပြီးသွားလို့ရှိရင်ကိုက master ကြီးပါတွေပေါ့နော်အလုပ်လုံးကြီးနဲ့ဆက်တက်ခြင်းနဲ့ကို skill တွေ upgrade ဖြစ်ချင်တာပဲဖြစ်ဖြစ်အလုပ်ခွင်ထဲမှာယာရုတိုးလို့ချင်တာပဲဖြစ်ဖြစ်ကိုက master ဆက်တက်ဖို့ plan လိုက်မယ်ဆိုရင်ဟိုဘက်မှာ pre master အနေနဲ့အမားတို့ကအချိန်တွေပေါ့နော်ထပ်မကုန်တော့ဘူးmaster ဆက်တက်မယ်ဆိုစင်မူမှာလည်းတက်လို့ရတယ်စင်မူမှာမတက်ချင်မဲနဲ့လည်းဒါတော့ UK Australia နိုင်ငံကြီးတွေမှာတွားတက်မယ်ဆိုသူတို့ master ကိုဓာတ်ရိုက်တက်လို့ရတယ်ဒီမှာကျတော့ worldwide ကတိမှတ်ပြုတဲ့ degree တစ်ခုတည်းဒါပြီးသွားလို့ရှိရင်စင်မူတစ်ခုတည်းမှာပဲအမားတို့က master ဆက်တက်မယ်ဆိုအဲ့လိုဆက်တက်လို့ရတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီ diet pre master မလို့ပဲနဲ့ဒီ specialize ကိုမှ diet ကိုအမားတို့ဒီ MSc ကိုမှ medical bioscience ဘက်တော့ဒါမှမဟုတ် research ဘက်ကိုတည်တံ့သွားခြင်းလားဒါမှမဟုတ် master ဆက်တက်ပြီးတချို့ကြလဲ
ကျောင်းနေမှာပဲပြန်ပြီးဆက်ရပေါ့နော် lecturer ပဲပြန်လုပ်ချင်လားပေါ့နော်ဒီ education ဘိုင်းကိုသွားချင်လားပေါ့နော်ဒီ teaching ဘိုင်းကိုသွားချင်လားကိုကြိုက်တဲ့ပုံစံလိုမျိုးရွေးလို့ရတယ်အားကြောင့်မို့မပြောဆက်စချင်းကလေးကပြောတဲ့ချက်ကလောက်ကန် career opportunity ပေါင်းအများကြီးရှိရပေါ့နော်ဒီ biomedical bioscience လို့ biomedical science တော့ခွဲသွားတဲ့အဖွဲပေါင်းကြီးကအများကြီးရှိရပေါ့နော်တခုတည်းမဟုတ်ဘူးပေါ့နော်စေးနဲ့ကိုလိတ်တက်ဖြစ်တဲ့အလုံးမလုံးချင်ဘူးဆိုလည်းခုနကမှပြောလို့ education ဘိုင်းနေ teaching ဘိုင်းနေပေါ့နော်အဲ့ဘိုင်းတွေလည်းသွားလို့ရတယ်ပေါ့နော်အများကြီးသွားလို့ရတယ်သူကကြတော့ခုနကမှပြောခဲ့လို့ Aston University နဲ့ချိတ်ထားတယ် Birmingham UK ပေါ့နော် UK ဘွဲကိုရမယ်ပေါ့နော် UK ကပေးတဲ့ဘွဲနဲ့မတို့ဒီ same degree ပဲပေါ့နော် awarded ပေါ့နော်ပြီးသွားလို့ရှိရင်ကကြတော့ဒီက UK မှာဆိုရင် biomedical science ရဲ့ ranking က73ပေါ့နော် ranking 30ဆိုတော့တော်တော်လေးလဲကောင်းမွန်နေပြီးတော့ပြီးတော့ intake ကကြတော့သူကအမားတို့ရဲ့ top ဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်ကို4ချိန်ပဲဖွင့်တယ်ပေါ့နော် January ရဲ့ April ရဲ့ July ရဲ့ September ရဲ့အမားတို့ကျောင်းကပါတနာချိတ်တာဖြစ်တဲ့အတွက်သူတို့ UK ရဲ့ intake တိုင်းပဲ intake ကတော့4ချိန်ဖွင့်တယ်သူကတော့ဒါကတော့ progression ပါဝေးလေးရတော့အကုန်လုံးပေါ့နော်ဒီနေ့လာရောက်နားထောင်နေအကြောင်းသားအကြောင်းသူတွေတိတာထင်ရှားအောင်ပြောရမယ်ဆိုရင်ဒါကတော့အချင်းချုပ်လေးပေါ့ diploma တန်းဆိုရင်အမတို့က6လ second year ဆိုရင်6လပေါ့နော်နောက်ဆုံး final year ဆိုရင်12လ total တွက်ကြည့်လိုက်မယ်ဆိုရင်6လ12လဆို2နှစ်ခွဲပဲကြာမယ်ပေါ့နော်2နှစ်နဲ့6လအချိန်ပေးရုံနဲ့စင်ပူမှာအမတို့ဒီလုံးဝကို ranking ကောင်းတဲ့ Aston University ကပေးတဲ့ဒီ Birmingham UK ပေါ့နော် Aston University ကပေးတဲ့ UK degree ဘွဲတစ်ခုကိုရရှိမယ်ပေါ့နော်အချိန်2နှစ်ခွဲလောက်ပေးရုံနဲ့ module တွေကလည်း6 module ဆိုအမားတို့ကပြန်တွက်ကြည့်လိုက်ရင် credit ကလည်းဒီတစ်ဖြတ်ကို120 credit ပေါ့နော် year 1ပြီးသွားရင် year 2ပြီးသွားရင်လည်း120 year 3ပြီးသွားရင်လည်း120 credit လည်းပြည့်မီရဖြစ်တဲ့အတွက်ကြောင့်မို့ဘေးနိုင်ငံ web transfer လုပ်လို့အဆင်ပြေရပေါ့နော်ပြီးသွားလို့ရှိရင်ရတဲ့ဘွဲရလည်း BSc ကိုမှယူဘွဲမဟုတ်ဘဲနဲ့ honor degree ဖြစ်တယ်ပြီးတော့ပြီးတဲ့အကြောင်းရဲ့ ranking ကလည်းအရန်ကောင်းတယ်ပေါ့နော်ဒါကတော့မတို့အကြောင်းရဲ့အားသာချက်လေးတွေရဲ့ progression ပါဝေးလေးတွေပေါ့နော်ပြီးသွားလို့ရှိရင်ဒါကကြတော့နည်းနည်းပေါ့နော်ပိုလီတို့ဘာတို့ပေါ့နော်စင်မူမာဒီလိုပိုလီကျောင်းနေတက်တဲ့ကလေးတွေပါဆိုရင်အမတို့ကျောင်းကိုလာတက်မယ်ဆိုရင်အနည်းဆုံး18လတက်ပေးရတယ်သူရဲ့ဒီအလုပ်ကိုင်ခွင့်သူအလုပ် experience ရှိလားပေါ့နော်ခွင့်ရေးပေါ်မူတည်ပြီးတော့18လတက်ရတဲ့လူရှိရ2နှစ်တက်ရတဲ့လူရှိရပေါ့နော်ပြီးသွားလို့ရှိရင်အမတို့စီကပုံမှန်သွားတဲ့ကလေးတွေကတော့12လပဲတက်ရမှာပေါ့နော် final year ကို18လရေ24လရေ duration အများကြီးတက်စရာမလိုဘူးtransfer လုပ်ပြီးဖောက်တက်ခြင်းတဲ့ကလေးတွေ for example ထိုင်းတို့မလေးရှားတို့မှာဒီ biomedical science နဲ့ related ဖြစ်တဲ့ကျောင်းတွေကို2နှစ်တို့ဘာတို့အဲ့လိုထိုင်းတို့မလေးရှားကျောင်းက4နှစ်တက်ရတာလာအဲ့မှာဒုတိယနှစ်တော့အမတို့ကျောင်း transfer လုပ်ချင်တယ်ပြောင်းချင်တယ်ဆိုလဲအမတို့ credit transfer ကိုမူတည်ပြီးတော့သူ18လတက်ရမလားအမတို့စီမှာဘယ်နှလဆက်တက်ဖို့လို့လဲအမတို့လုပ်ပေးရပေါ့နော် free assessment လုပ်ပေးတယ်ပိုလီကျောင်းကကလေးတွေကတော့ငကိုတွေကအမတို့ထွက်ထားပြီးသားလက်ရှိလဲ graduate ပေါင်း400အောင်မွေးထုတ်ပြီးပြီဆိုတော့သူတို့ကတော့ရှင်းတယ်ပေါ့နော်သူတို့ရဲ့အလုပ်တွေ့ကြုံမှာမူတည်ပြီး18လတက်ရတဲ့ကျောင်းသားကျောင်းသူတွေရှိသလို2နှစ်တက်ရတဲ့လူတွေလည်းရှိရပေါ့နော်ပုံမှန်ကတော့ဒါကတော့ဒီခုနလိုပေါ့နော်ဒီအမားတို့ရှေ့ရပူလီကျောင်းတွေမှာဘာပဲတက်တဲ့ဘေးရှေ့ရကျောင်းတွေမှာတက်တာဒါရောအနည်းဆုံး core module တွေမှာပါရမယ်ပေါ့နော် biochemistry molecular biology immunology microbiome သူတို့ရဲ့သင်ထားတဲ့ module တွေကမှာဒီ၄ခုပါနေရမယ်ဒီ၄ခုပါမှလည်းအမားတို့ final year ကိုတက်ပြီးတော့စာရေးလိုက်နိုင်မှာဒီ၄ခုတော့သင်မထားဘူးဆိုအဆင်မပြေဘူးပေါ့နော်ဒါကတော့မပြင်လုံးနေအမားတို့ကဒီ၄ခုပါမှာပါအဓိကထားကြည့်ရပေါ့နော်တခြားကျောင်းပြောင်းလာတဲ့အကြောင်းသားကျောင်းသူတွေဆိုရင်ပြီးသွားလို့ရှိရင်ဒီမှာဆိုရင်စင်မူမှာ5ကျောင်းရှိရအမပြောရလေစင်မူ polytechnic နန်ရန်သမဆက်အများကြီးရှိရအဲ့ထဲမှာဒီ pharmaceutical science ရဲ့ medical technology သူတို့ဘယ်လိုပဲဘာဝဲတက်လာပေါ့နော်biological science biomedical science ပေါ့နော်ဒီအမတို့ဒီဆေးပညာနဲ့ related ဖြစ်တဲ့ဟာတခုခုပေါ့နော်တက်လာပြီဆို clinical pharmacy အမတို့ကျောင်းမှာအမတို့ကလက်ခံပေးfinal year ထားရိုက်ပေါ့နော်ဒါပေမဲ့ duration ကတော့သူတို့ပေါ်မူတည်ရပေါ့နော်အလုပ်အတွေ့အကြုံရှိမရှိပြီးတော့ specialist diploma ဒီ diploma specialist diploma ပြီးရဲ့ကျောင်းသားကျောင်းသူတွေဆိုရင်လည်းအမားတို့စီကိုတက်မယ်ဆိုရင်သူတို့ကတော့12လပဲတက်ရတယ်ပေါ့နော်အမားတို့စီမှာနောက်ဆုံး final year အမားတို့ top up ပေါ့အမားတို့ direct လက်ခံပေးရပေါ့နော်ပြီးတော့လို့ရှိရင်ဒါကတော့ module တွေပေါ့နော်ခုနက module တွေက final year မှာမှာတော့3ခုတောင်ခွဲသားဆိုပုံမှန်12လတန်းကတော့ရှင်းတယ်ဒီမှာအမားတို့ဒီ diploma တန်းကနေစတက်သွားတဲ့ကလေးတွေဆို cancer biology ဆိုတာဒီထဲမှာတွေ့လိမ့်မယ်ပေါ့နော်အခုကျတော့အမားတို့ကအရင်တော့ဆိုအမားတို့ကစဉ်းစားတာ cancer တွေဖြစ်တယ်ဆိုတာအသက်ကြီးမှဖြစ်တာဒါမှမဟုတ်မျိုးရိုးကြောက်ဖြစ်တာဟုတ်တယ်
မလားအမားတို့ဒီအတွေးနဲ့ပေါ့နော်နေတိုင်းစင်ချင်လို့ဖြစ်တာပေါ့နော်အမားတို့အဲ့လိုယူဆကြတယ်အခုခေတ်မှာလူကြီးတွေမှာဖြစ်တာအဲ့လိုမျိုးအခုကျတော့အဲ့လိုမဟုတ်တော့ဘူးနော်အသက်ငယ်ငယ်မှာလည်းပဲအမားတို့ဆိုမူရပါကန်ဆာအဲ့လိုဖြစ်လာမျိုးလေးရှိတယ်တချို့အသက်ငယ်ငယ်ရွယ်ရွယ်နဲ့လည်းကန်ဆာဖြစ်နိုင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီကန်ဆာ cells တွေဘယ်လိုအလုပ်လုပ်လဲဘယ်လိုလေ့လာရမလဲဆိုတော့ဒီလက်ရှိမှာလည်းကန်ဆာနဲ့ပတ်သက်တာအမားတို့လေ့လာစမ်းသပ်မှုရမကုန်လားယောဂတွေအသက်ဆန်းနေတာအခုကလည်းမာတို့ fast food တွေလည်းများလာတယ်genetic ကြောင့်ရောပေါ့နော်လူတွေကအရင်ထက်ဆိုင်အရင်တော့ဆိုအသက်80 100အနည်းဆုံး100လောက်ထိရှိရသက်တမ်းကနေခု80လောက်ထိကျဆင်းသွားတယ်အများသောအားဖြင့်ကြာအကုန်လုံးကလည်းတော်တော်များများမှာအခုဒီမတို့ဒီလူရဲ့သက်တမ်းကလည်းရော့သွားတို့ယောဂတွေကလည်းအများကြီးအခုကိုဗစ်ဆိုဘယ်သူမှမထင်ထားဘူးမလားအခုဖြစ်တယ်လေကိုဗစ်နောက်ပိုင်းနေလည်းအများကြီးပေါ့နော်ဒီလိုယောဂဇန်တွေကနောက်ထပ်လည်းဘယ်လိုမျိုးတွေဖြစ်လာအောင်မလဲယောဂဇန်တွေအမားတို့ကလည်းကြိုတင်မသိနိုင်ဘူးဟုတ်တယ်ဟုတ်အဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ research တွေပိုင်းနေရတော့အမားတို့လုပ်ပေးနေရမယ်လို့ကန်ဆာနဲ့ပတ်သက်တာတွေခုနလိုကိုဗစ်လိုမျိုးပေါ့နော်မဖိတ်ခေါ်ပဲရောက်လာတဲ့ယောဂတွေလည်းရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့အမားတို့ကလေးလာမယ်ဆိုရင်ပေါ့နော် infection related ဖြစ်တဲ့ယောဂတွေလည်းအများကြီးပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့cancer biology ကတော့အမားတို့ထည့်ပေးထားတဲ့ထဲမှာပါတယ် Aston ရဲ့ပေါ့နော် final module ထဲမှာ cancer biology ကမဖြစ်မနေထည့်ပြီးတော့ project တွေလည်းလုပ်ရမယ်နောက်ဆုံး final year မှာပြီးတော့လို့ရှိရင်ပိုလီကနေအကြောင်းပြီးတော့အမားတို့စီမှာလာတက်မယ်ဆိုရင်လည်းပဲသူတို့ credit က180ဖြစ်သွားမယ်ပေါ့နော်အမားတို့ final year ကို diploma ကနေစပြီးတော့စချင်း progression လုပ်တက်တဲ့အကြောင်းသားအကြောင်းသူတို့ credit က120 24လတန်းတက်တဲ့ကလေးတွေဆိုလဲ credit က240ပေါ့နော်အဓိကတော့ credit ပြည့်မီနဲ့သင်ရမယ့်ဟာတွေကစာသိလက်တွေ့တွေလည်းပို့ပြီးများလာနိုင်မယ်ပေါ့နော်ပြီးတော့သင်ရမှာလည်းဒီ cancer နဲ့ related ဖြစ်တဲ့ research center တွေမှာဆိုလဲအခုနောက်ပိုင်းတအားတွေများလာယောဂရှာဖွေရအဓိကပုံမှန်ယောဂလောက်ဆိုရင်တော့ဘယ်သူမှမရှာဖွေဘူးလေအဲ့လိုမျိုးရှာဖွေရခက်တဲ့ဟာတွေဆို cancer နဲ့ related ဖြစ်တဲ့ကုသလို့ရဖို့ခက်တယ်ပေါ့နော်ကန်ဆာလည်းအမတို့ state ကအရင်ဆိုသွားရင်လူတက်ဆုံးရှုံးမှုဒီဖြစ်နိုင်တယ်ကုလို့မရနိုင်အဲ့လိုမျိုးအဖြစ်တွေမဖြစ်ရလေအောင်စေဝါးရည်နဲ့ဘလို့အတူတိတ်လုပ်ပြီးတော့အမတို့ကုသမလဲ CS တွေကာကွယ်မလဲပေါ့နော်အဲ့ပိုင်းတွေအများကြီးပါလာမယ်နောက်ဆုံး final ရမှာပေါ့နော်ပြီးရင် research project ဆိုလဲအမတို့တီးတန့်လုပ်ရမယ်ပေါ့နော် research project ကတော့ရှောင်လဲလို့မရဘူး18လပဲတက်တယ်12လပဲတက်တယ်ဒီကျောင်းသားတိုင်းလုပ်ရမယ့်ဟာတွေဖြစ်တယ်ပေါ့နော်စာတိလက်တွေ့တွေအများကြီးပါလာမယ်ဒါကတော့ဒီ credit system လေးကိုအမရှင်းပြတာပေါ့နော်ဒါကတော့ခုနအမရှိမှလည်းပြောခဲ့တယ်ပေါ့နော်အမကြီးလက်တွေ့ရပြီးမှလောက်ရမှာလဲအမတို့ကျောင်းမှာကိုပိုင်ပေါ့နော်ကိုပိုင်တက်ခွဲကန်းရှိလားကိုပိုင်လက်ရှိလားဆိုအဲ့လိုတော့အမတို့မရှိဘူးပေါ့နော်မရှိဘဲနဲ့အမတို့ကရှိခဲ့ဆိုရင်တောင်မှအမတို့ဒီစင်ဘူဆိုးရဒီ government fund ကြီးသူတို့ကရထားပြီးသူတို့ကျောင်းနေလာအမတို့ကဒီဆက်3တဲ့ career ကြီးမစုံနိုင်ဘူးပေါ့နော်အခုကျအမတို့စင်ဘူ polytechnic နဲ့ partnership လုပ်တဲ့အတွက်သူတို့စီမှာ3နဲ့သူတို့စီမှာလည်းလက်ရှိတက်နေရပူလီကျောင်းဆိုကျောင်းသားကြီးလည်းအများကြီးရှိရသူတို့တွေမှာလက်ရှိမှာဆိုလဲ set တွေ3နဲ့မှာဆိုလဲတက်ခွဲကန်း3ပစ္စည်းတွေပေါ့နော်တော်တော်လေးစုံစုံလင်းလေးရှိရ facility ကလည်းတော်တော်လေးကောင်းမွန်တယ်အဲ့အတွက်ကြောင့်လို့ဘာမှကျောင်းသားကျောင်းတွေပူလီဆိုလဲနာမည်ကြီးရပေါ့နော်မြန်မာကျောင်းသားကျောင်းတွေကြားထဲမှာအဲ့အတွက်ကြောင့်လို့သူတို့နဲ့ပဲ partner ချိတ်ပြီးအမတို့လက်တွေ့တွေကိုအဲ့မှာလုပ်ရမယ်ပေါ့နော်ကျောင်းသားကျောင်းတွေကနောက်ဆုံးပေါ် set တွေကိုကန်ရမယ်သုံးရမယ်ပြီးတော့နောက်ဆုံးပေါ် set တွေကလည်းအမတို့ဒီဘက်မှာပေါ့နော်ကျောင်းပြီးသွားလို့ရှိရင်လည်းလုပ်ငန်းခွင်တွေမှာကန်ရသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ apply လုံးဝတေချာသုံးချလို့ရမယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကြတော့ assessment ကတော့ခုနအမပြောတယ် project တွေရဲ့ဒီ final ပေါ့နော် written exam တွေအများကြီးရှိမယ်ပြီးတော့ကြတော့ဒီ exam မလိုတဲ့ဟာတွေလည်းရှိမယ် exam မဖြေရတာသူတို့လက်တွေ့လုပ်ရတဲ့ဒီ cancer biology research project တွေကကြတော့ exam မလိုဘူးပေါ့နော် project only တည်တယ်မယ်အမတို့ submit လုပ်ရုံပဲပြီးသွားလို့ရှိရင် final year မှာဆိုရင်အမတို့ research group လိုက်လုပ်ရတာမျိုးတွေ analysis ပိုင်းတွေဒီ final year degree ကတော့တည်တဲ့အတိုင်းပဲပေါ့နော် extend ကနေလည်းအမတို့စီကိုလာပြီးတော့ပွဲမပေးခင်သူတို့စီကလာပြီးစစ်ဆေးရမျိုးတွေလည်းရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့ final year မှာတော့အဲ့ assessment တွေလည်းအကုန်လုံးလဲအောင်ရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေအကုန်လေ့လာရမယ်လက်ရှိပေါ့နော်ကန်ဆာဖြစ်နေတဲ့လူတွေရဲ့သွေးတွေကိုလည်းအမတို့ကလက်ရှိ blood practical မှာလုပ်ပြီးတော့သုံးရမျိုးနဲ့ယောဂတွေဒါဆိုဘယ်လိုမျိုးပေါ့နော်ယောဂရှာဖွေရမျိုးလေးရှိရပေါ့နော်အဲ့ဒါကြောင့်မို့ကန်ဆာ biology မှာအဲ့ဒါကြီးအကုန်လုံးအမတို့ထည့်သွင်းထားတယ်ပေါ့နော်ဒါကတော့ဒီအကျဉ်းဆုံးအနေနဲ့အမပြောရမယ်ဆိုရင်ဒီ medical bioscience degree January degree မဟုတ်ဘူးလုံးဝ direct honor degree ဖြစ်တယ်ဒါပြီးသွားလို့ရှိရင် master ပေါ့နော် master တန်းတွေကိုကိုယ်အနေနဲ့ဆက်ပြီးသွားလို့ရတယ်ဒီ pre master တက်ဆရာမလို့ record အနေနဲ့ရော Symbolium မှာဆိုရင် local အနေနဲ့အမတို့ဒီပေါ့နော် graduate ပေါင်း400ကျော်မွေးထုတ်ပြီးသွားပြီ duration ကလည်းလုံးဝ first program degree ပတ်ဝေးပေါ့အမတို့2နှစ်နဲ့6လလောက်ပဲအချိန်ကြာမယ်ဒီ diploma ကနေ year 1ကနေစတက်မယ်ဆိုရင်ပြီးသွားလို့ရှိရင်ချိန်ထားတဲ့အကြောင်းကလည်း Aston University ဆို Warren King ကလည်းအရန်လေးကိုကောင်းတဲ့အကြောင်းဖြစ်တယ်ပြီး
သွားလို့ရှိရင်ဆရာမကြီးတင်းတဲ့ဆရာမတွေကလည်းဒီစာတွေ့ရောလက်တွေ့ရောပေါ့နော်စာတွေ့ဆိုလည်းအမတို့ဒီ public university ရထားတဲ့ဆရာတွေပြီးသွားလို့ master တန်းနေဆိုလည်းနိုင်ငံကြီးတွေ UK တို့ Australia မှာရထားတဲ့ဆရာမတွေပြီးသွားလို့ရှိရင်သူကအမတို့ကျောင်းနေမဟုတ်ဘဲနဲ့ရှေ့မှာလည်းသူတို့စာသင်ကြားမှုတွေ့ကြုံနေဆိုလဲစင်ဘူရဲ့ဒီ NUS ပေါ့နော် NDU အဲ့လိုကျောင်းတွေမှာလည်း strong academic နဲ့ industry research background ရဲ့ရှိရဲ့ဆရာမကြီးတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အတွေ့အကြုံပေါ်မူတည်ပြီးတော့ကျောင်းသားကျောင်းသူတို့ support လုပ်ပေးနိုင်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကြတော့ဒီဟာပေါ့နော်ဒီဟာဆိုရင် Aston ရဲ့ up to date module ထဲမှာပါတယ်တခြားကျောင်းတွေမှာတွေ့ရခဲတယ်ပေါ့နော်ဒါပေမဲ့သူကကြတော့ခုနအမလည်းရှိမှာပြောပြပြီးသွားပြီပေါ့နော်ကန်ဆာဒီကဆဲတွေကိုအမတို့တကယ်တမ်းဖြစ်တဲ့တွေးကိုပေါ့နော်မူတည်ပြီးတော့ကြာလေ့လာတာပေါ့နော်ဒါကတော့ဒီမတို့ကျောင်းရဲ့ထူးခြားချက်လေးဖြစ်တယ်ပြီးသွားလို့ရှိရင်ကြတော့ဒါကျောင်းပြီးသွားလို့ရှိရင်ဘာလုပ်လို့ရလဲပေါ့နော်ဒီ biomedical scientist အနေနဲ့ clinical scientist ပေါ့နော်အဲ့ဒါကြီးလုပ်လို့ရတဲ့အပြင်ခုနဆို forensic science တွေပြီးသွားလို့ရှိရင် writer ဘက်ကိုသွားမလား teaching ဘက်ကိုသွားမယ်ဆိုရင်အမတို့ဒီ lecturer ဘိုင်းနေပြီးသွားလို့ရှိရင် microbiology ပြီးသွားလို့ရှိရင်ဒီထဲမှာတွေ့ရတယ်လို့ genetic counselor ပြီးသွားလို့ရှိရင် scientific laboratory technician research scientist ပေါ့နော်အများကြီးပေါ့နော် physician ဆိုအများကြီးသွားလို့ရတယ်ဒါဒီထဲမှာပေါ့နော်အမားကဒီပုံမှန်လေးပဲရေးထားတာပေါ့နော်ဒါမထည့်ထားတဲ့ job opportunity လည်းအများကြီးပေါ့နော်ဒါအများကြီးကိုချဲ့တယ်လို့ပေါ့နော် career opportunity ပြန်ကိုစိတ်ဝင်စားရင်စားတယ်လို့အမတို့အများကြီးသွားပြီးတော့သွားလို့ရတယ်ပြီးတော့စင်ဘူဆိုးရရလဲဒီဘိုင်းတွေကတော့ဖွံ့ဖြိုးတိုးတက်တဲ့ဗီနိုင်ငံဆိုပေါ့နော်စင်ဘူတို့ UK တို့ Australia တို့နိုင်ငံကြီးတွေမှာဆိုဒီဘိုင်းကတော့သူတို့ကလုံးဝကိုsupport ပေးတယ်သူတို့ government funding တွေလည်းရှိရဲဆိုလောက်ကင်ကတော့စိတ်ပူစရာမလိုပေါ့နော်အလုပ်ကတော့ရှိရဲတော့ကိုကကျူးစားနဲ့ project တွေလည်းများလုပ်မယ်အကြောင်းကိုလည်းမှန်လေးတက်မယ်ဆိုရင်တော့ကိုယ့်အတွက်ကအလုပ်ကတော့မရှာဘူးပေါ့လေဒါကတော့ professional ဘက်ကိုသွားတဲ့အလုပ်တွေဖြစ်တော့ကိုကလည်းဒီဒါတွေကိုလောက်ရလဲစိတ်ပါဝင်စားမှာပဲတက်တင်တယ်ပေါ့နော်စိတ်ပါပဲတက်တယ်ဆိုလဲအမတို့ကဘွဲတစ်ခုလာရသွားမယ်ဒီလုပ်ငန်းခွင်ထဲမှာမအောင်မြင်နိုင်ဘူးပေါ့နော်ဒါတွေကအဲ့အတွက်ကြောင့်မလို့ဒါခုနအမပြောလို့ပေါ့နော်စီးချောင်းဆက်တက်ခြင်းတဲ့လူတွေဆိုရင်လဲဒါကိုတချို့ကြလဲစီးချောင်းကိုစိတ်ပါဝင်စားရှိသေးတယ်တချို့ဆိုစီးချောင်းတက်ပြီးတော့ဒီစိတ်နဲ့ပတ်သက်ပြီးတော့ဆရာဝန်မလုပ်စားဖြစ်တဲ့လူတွေလည်းအများကြီးရှိရဲစိတ်ပါဝင်စားဘူးပေါ့နော်medical doctor မလုပ်ဖြစ်တဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီ biomedical science degree တခုရပြီးသွားလို့ရှိရင်ကိုကအဲ့ကြမှာစီးချောင်းကိုရမ်းစိတ်ဝင်စားသွားပြီးတက်ချင်တယ်ဆိုရင်လည်းပဲစီးချောင်းတက်မလား dental ဘက်ကိုသွားမလား graduate entry အနေနဲ့နောက်ထပ်အမတို့4နှစ်လောက်တော့အချိန်ထပ်ပေးရမယ်ပေါ့နော်အများကြီးကျောင်းနှစ်9နှစ်အကြာကြီးတက်ဆရာမလို့တော့ရှေ့ရလဲဘွဲတစ်ခုရသွားပြီဆို graduate entry ကိုမှ medicine သွားချင်လား dental သွားချင်လားအမတို့ဆက်တက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးဒီခုနကဘွဲဥမှာ master ပဲထပ်ယူခြင်းတယ်ဆိုလဲ MSc ရင် medical bioscience တက်လို့ရတယ်အဲ့ဒါကိုဒီစင်မူမှာလည်းတက်လို့ရတယ်လို့တခြားနိုင်ငံတွေ UK တို့ Australia ကိုသွားခြင်းတဲ့နိုင်ငံကနေဒါပေါ့နော်နိုင်ငံကြီးတွေမှာကြိုက်တဲ့နိုင်ငံမှာသွားတက်လို့ရတယ်ပြီးတော့ research ဘိုင်းကိုသွားခြင်းတယ်ဆိုလဲ master ကို research ကိုအမတို့ doctorate ဒီပေါ့နော် doctor level အထိပေါ့နော် PhD အထိအမတို့သွားတက်လို့ရတယ်ပေါ့နော်ဒါကတော့ကို further study အနေနဲ့ဒီဘွဲတစ်ခုပြီးသွားလို့ရှိရင်မရက်ချင်မဲနဲ့ကိုယ့်ရဲ့ skill ကို upgrade လုပ်ချင်လားကိုကပေးပိုင်းပြီးသွားခြင်းလဲပေါ့နော်ကိုရဲ့သွားခြင်းတဲ့ level ပေါ်မူတည်ပြီးအမတို့က career ဘိုင်းတွေပါ switch လုပ်လို့ရနိုင်သေးရဲ့ပေါ့နော်ဟုတ်ဒါကတော့ခုနအမပြောခဲ့တယ်လို့ပေါ့နော်ဒီအမတို့ကျောင်းမှာတက်ပြီးတော့ Aston ကနေ Aston ဘွဲရသွားတဲ့ကျောင်းသားကျောင်းသူပေါင်း medical bioscience honor degree ဘွဲရသွားတဲ့ကျောင်းသားကျောင်းသူပေါင်းက400ကျော်ရှိရဲလက်ရှိမှာလည်းသူတို့စင်ဘူးရဲ့အစိုးရဒီတခွဲခန်းနေပြီးတော့ဒီစေဝါ company တွေပြီးသွားလို့ရှိရင် private တွေမှာလည်းအလုပ်လုပ်နေရ research specialist အများကြီးပေါ့နော်ဒီ sector တွေမှာသူတို့အလုပ်လုပ်နေရစင်ဘူးပြီးတော့ national ဒီ cancer တည်တဲ့တိုက်ဖြတ်ရေးပေါ့နော်အနေဒီ cancer ယောဂရှာဖွေသုတေသန national cancer center စင်ဘူးဆိုတာလည်းရှိရပေါ့နော်အများကြီးပဲပေါ့နော်အမတို့သွားမယ်ဆိုရင်အကြတော့သူလို့ပြောမလဲကိုသွားခြင်းတဲ့ job opportunity ကတော့အများကြီးရှောက်လို့ရတယ်ပေါ့နော်ဒါခုနကအမှန်ပြောတဲ့ဟာကြီးလေအလုပ်လုပ်ဒါကတော့အများကြီးတော့အကုန်မထည့်ထားဘူးပေါ့လေဒါပေမဲ့ဒီမှာဒီနာမည်ကြီးတဲ့ဒီမှာ Changi General Hospital အများကြီးပဲပေါ့နော်စီးရုံစီးကန်းတခွဲကန်းစီးကန်းအများကြီးမတို့သွားလို့ရတယ် research ပိုင်းတွေပေါ့နော်အများကြီးမတို့အလုပ်လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ Aston ကပေးတဲ့ဒီဘွဲလက်မှတ်အတိုင်းပဲအမတို့ကျောင်းမှာရမှာပေါ့နော်တပုံစံနဲ့ပဲသူတို့ဒီ on campus မှာပေးရ UK ထိသွားတက်ဆရာမလို့ပဲနဲ့ဒီမှာရမယ်ဒါကတော့ဒီကျောင်းလာကလေးတွေကတော့အမတို့ကအလုံးမတိုတယ်မှ9000လောက်ပဲကြာမယ်ပေါ့နော်စင်မူဒေါ်လာကတော့ဒီ medical related ဖြစ်တာတွေကတော့ channel business တို့ IDO ထက်တိုင်းဈေးများတယ်ပေါ့နော်ဒါပေမဲ့9000ကျော်ကတော့အရင်ကြီးများတဲ့အထင်မပါဘူးအမတို့ကဒီခွဲသွန်းတာကလည်း
တစ်ဖြတ်ကို1000ကျော်လောက်သုံးပြီးတော့ installment ကလည်း4-5ချိန်လောက်ခွဲသုံးလို့ရဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ကတော့ဒီ affordable ဖြစ်တဲ့ rate ထဲမှာတော့ပါပါတယ်ဒီစင်ကာပူဒေါ်လာ9000စွန်းစွန်းလောက်ပဲကျမယ်ဆိုတော့ဒီ medical related ဖြစ်တဲ့ဒီ career များသောအဖြစ်အကြောင်းလက်ကကြီးကြများတယ်ဒီမှာကျတော့မတို့က extend ပေးပြီးမယ် ranking ကောင်းတဲ့အကြောင်းကပေးပြီးမယ်လို့ပဲအကြောင်းသားအကြောင်းသူတွေတက်နိုင်တဲ့ဈေးလေးပေါ့နော်9000ကျော်လောက်နဲ့လုပ်ပေးထားဖြစ်တဲ့အတွက် installment 4-5ချိန်ဆိုတစ်ခါသုံးမှ1000ကျော်ဆိုအရင်ကြီးများတဲ့အထက်မှာလည်းမပါဘူးပေါ့နော် duration အဖြစ်တော့အမတို့ဒီ2နှစ်ခွဲလောက်တော့အချိန်ကုန်မယ်ပေါ့နော် foundation တက်ရမယ်အကြောင်းသားအကြောင်းသူတွေအတွက်ဆိုရင်တော့3နှစ်ဖြစ်သွားမယ်ပေါ့နော်အဓိကတော့2နှစ်ခွဲ3နှစ်ကြားကတော့အရင်ကြီးပေါ့နော်အချိန် duration အဖြစ်4-5နှစ်လည်းမတက်ရတော့အတွက်ကြောင့်မိဘတွေအတွက်လည်း budget ကလည်း safe ဖြစ်တယ်စင်ပူကြတော့လည်းနေစိတ်စားစိတ်ကဒီကျောင်းသားကအပြင်မှာတော့ထည့်သွင်းစဉ်းစားရမယ်ခန္ဓာထဲမှာပါတော့လေကြောင်းပြီးသွားလို့ရှိရင်2နှစ်ခွဲ3နှစ်ခွဲလောက်နဲ့ဒါဘွဲတစ်ခုရမယ်ဆိုပြီးတော့ဒီ ranking ကောင်းတဲ့ကျောင်းကလည်းပေးရဖြစ်တဲ့အတွက်မိဘတွေအတွက်လည်းအဆင်ပြေရပေါ့နော်ပြီးသွားလို့ရှိရင်ဒါခုနအမပြောသွားတဲ့အကြောင်းအရာလေးတွေကိုဒီကတော့ overview ပုံစံမျိုးလေးပေါ့နော် program module လေးတွေဒါထည့်ထားပေးရပေါ့နော်ဒီမှာ diploma တန်းဆို module 6ခု second year 6ခု final year 6ခု credit ကတော့120 credit စီပဲပေါ့နော်တခုပြင် credit လည်းပြည့်မီနဲ့ရမယ်စာသွေးလက်တွေလောက်ရမယ် requirement အနေနဲ့ကတော့အသက်ကတော့16နှစ်အထက်ပေါ့နော်အမတို့ diploma တန်းနေပထမနှစ်စတက်မယ်ဆိုအသက်16နှစ်အထက်ကိုမှ A level ပြီးရဲ့ကလေးတွေ grade 12ပြီးသွားလို့ရှိရင် GDP ရဲ့ကလေးတွေအမတို့လက်ခံတယ်အင်္ဂလိပ်စာအနေနဲ့ကတော့ IELTS 555မရှိရင်အမတို့ Jalin ကို85-90လောက်ဆိုရတယ်ပေါ့နော်တကယ်လို့အင်္ဂလိပ်စာနဲ့ပတ်သက်တာမရှိထားဘူးဆိုလည်းပြဿနာမရှိဘူးမတို့ကျောင်းကနေပြီးတော့ဒီ placement တက်ပေါ့နော်ဒီ application ကျောင်းအပ်ပြီးရဲ့ကျောင်းသားကျောင်းသူတိုင်းအတွက်အမတို့ဒီ placement တက် free စစ်ပေးရပြီးတော့လို့ရှိရင် visa ဘာညာကိစ္စရေးဆိုရင်လည်းပဲစိုးရင်စရာမလိုပေါ့နော်ဒီ Majesty Education ကနေ all in one ပေါ့နော်သူတို့ one stop service လုပ်ပေးရဲ့အတွက်ကြောင့်မလို့ဒီစိုးရင်စရာလည်းမလိုဘူးအမတို့ visa ရောကရနဲ့တင်လိုက်မယ်ဆိုကြာချိန်ရလည်းအရမ်းမြန်တယ်နော်စင်ပူကနှစ်ပတ်လောက်ပဲစောင့်ရရဲ့အခုအမကလေးတွေဆို3-4ရက်လောက်နဲ့တောင် visa ရရဲ့ကလေးတွေရှိရပေါ့နော်အရမ်းမြန်တယ်အဓိကသူ့ရဲ့လိုအပ်တဲ့ document တွေတင်ရုံပဲပေါ့နော် visa reject ဖြစ်တဲ့နှုန်းကတော်တော်လေးရှားတယ်ပေါ့နော်စင်ပူကတော့ဒီ90%ထက်ကတော့ visa approve rate ကလည်းမြန်တယ်ပြီးတော့ကျောင်းလျှောက်တာကတော့အနည်းဆုံးတစ်လခွဲလောက်စောရှောင်ရင်တော့ကောင်းတယ်အဲ့ဒါမှအမတို့ဒီ accommodation ရှာတဲ့ဘိုင်းတွေပါရေးဆို Majesty agent ရဲ့ပြီးတော့အမတို့ဘက်ကလည်းကူညီပေးလို့ရမှာပေါ့နော်ကျောင်းလျှောက်တာ last minute ဖြစ်တဲ့ဆိုရင်ကူညီပေးလို့တော့ရတယ်ဒါပေမဲ့ကိုကြိုက်တဲ့အခန်းရချင်မှရမယ်လေအဲ့ကြတွေ့တဲ့အခန်းကိုနေလိုက်ရမျိုးတွေဖြစ်နိုင်တယ်အနည်းဆုံးတစ်လခွဲ2လလောက်စောရှောင်ရင်တော့အကောင်းဆုံးပဲပေါ့နော်အမတို့စီမှာဒါကတော့ဒီကျောင်းပြီးသွားတဲ့ကလေးတွေရဲ့ testimony ရဲ့လေးတွေပေါ့နော် The second that I got my grades, even before I got my graduation cert, I took my results and I went to apply for jobs and I immediately secured a job at a hospital lab in the microbiology division. Yeah, so it was an instantaneous thing. Yeah. My name is Leanne and I studied the medical bioscience program at EAIM. So I think that for incoming students, you don't need to worry about having to set up anything for yourself administratively because EIM really does take care of that for you. So all you need to know and focus on is just actually the coursework itself. So if you feel like you're ready to take this next step and then get your degree, then you'll be set up to do that over here. Now they are one, no, Talia. Okay, hi, I'm Rian Tan. I'm a graduate from the Bachelor's in Science in Medical Bioscience here at Ashton University and EIM. So I graduated last year and I'm currently working at the National Center for Infectious Diseases as a research assistant. So what was a motivational factor for me was that the course itself was very flexible. Not only was it part-time, but you had the ability to not only have physical tutors here at EAIM, but also educators and lecturers from Ashton University themselves online. And so you got this blended style of teaching that was very, very flexible and very useful, especially for people who are learning or taking up this degree on the job. One thing that I definitely like so far is the way that the course is carried out. So the course is always carried out with the focus being the students. It's done in a classroom setting that is very conducive and productive. So I would definitely advise anyone who's interested in considering the course, one, not only obviously because of the flexibility that you might have, but also because you'll be in great safe hands here at EAIM. The tutors here do really pay a lot of attention and heart to the things that they do and the work that they do. And not only are they teaching you
the skills and the knowledge essential for medical bioscience, but also to ingrain lifelong learning skills and teaching you to be a lifelong learner, to always be curious, to go beyond what is just the textbook and also what's beyond just the module. So if you are someone who's interested in that, then I definitely agree that this is the course suited for you, and I would encourage anyone. I have no regrets in doing my bachelor's here at EAIM. ဒါကတော့အမားတို့ကျောင်းကပြီးသွားတဲ့အကြောင်းသားအချို့ရဲ့ပေါ့နော်ကျောင်းသား400ကျော်တဲ့အချို့ရဲ့ဒီ testimony လေးနဲ့လက်ရှိလဲသူတို့စင်ပူမှာအလုပ်လုပ်ကိုင်နေပြီပေါ့နော် Okay, hi. ဒါကတော့ဒီခုနက biomedical science နဲ့ဒီအမားတို့ new program နဲ့ပတ်သက်ပြီးတော့လည်းအမားပြည့်စုံလည်းပြောပြီးသွားပြီ testimony လေးလည်းပြပြီးသွားပြီဆိုတော့အခုကတော့အမားတို့ Q&A session ရောက်ပြီပေါ့နော်ဒီအမားတို့ဒီနေ့က main program highlight ကတော့ဒီ medical biomedical science ပေါ့နော်အဲ့ဒါအပြင်အမားတို့စီမှာတခြားတော့ program လေး ID business ဒီ psychology ပေါ့နော်အဲ့ဒါကြီးလည်းရှိရဖြစ်တဲ့အတွက်ကြောင့်မို့အမားကဒီဟာတစ်ခုတည်းမကဘူးပေါ့နော်အမားတို့ကျောင်းနဲ့ပတ်သက်ပြီးသိချင်တဲ့ဟာတွေအကုန်လုံးမေးလို့ရပါတယ်ပေါ့နော်